မင်္ဂလာပါဒီကနေ့မှာတော့ဇိုက်ပီမွန်နေရေးသားထားတဲ့စိတ်တကူကျန်းလို့အမည်ရတဲ့စာအုပ်ကလေးကိုဖတ်ပြပေးချင်ပါတယ်မိတ်ဆွေစိတ်သည်စမ်းကြဲသောတကူရှိသည်ထို့ကြောင့်ကောင်းသောစိတ်သာလျှင်တကူရှိသည်တစ်လောကစပွဲလောကရတစ်ခုလုံးသည်အမြဲတိုက်ခိုက်၍နေရသောလောကရဖြစ်သည်တိုက်ခိုက်ခြင်းဖြင့်တည်နေရသည်တိုက်ခိုက်ခြင်းဖြင့်တိုးတက်ရ၍တိုက်ခိုက်ခြင်းဖြင့်ကြီးပွားရသောလောကကြီးဖြစ်သည်မီးနှင့်ရေမြေနှင့်လေမိတ်ဆွေမဆက်ပရိကတ်ဟုသောစကားအရာလောကရကြီး၏အမြင့်အခြေရှိသောမဟာဘုတ်၄ပါးသည်လည်းပဲတိုက်ခိုက်၍နေကြရသည်တမဲ့ဖြစ်ကုန်သောကြောက်တန်တတ္တုစိန်ဆေးပြားစသည့်တပ်များသည်လည်းပဲတစ်မျိုးနှင့်တစ်မျိုးတိုက်ခိုက်၍နေကြရသည်ဒေါတောင်သစ်ပင်တို့သည်ဥဒုမိုးလေဝသတိတဥနှစသည့်ရန်သူတို့နှင့်တိုက်ခိုက်၍နေကြရသည်သက်ရှိဖြစ်ကုန်သောကုန်းတရဝါရေတရဝါလေးမာကျဆာပိုးမွားပါမကြံတရဝါအပေါင်းတို့မှာအမြဲရန်သူနှင့်တိုက်ခိုက်နေကြရသည်ဤလောကကြီးသည်နိုင်ရစာလောကကြီးဖြစ်သည်နေရွက်သည်မှနေဝင်သည့်အထိအိတ်သောမျက်စိမှတပါမရက်မနာမအားမလတ်အစမပြတ်တိုက်ခိုက်လျက်သာနေကြရသည်အတော်ဆုံးမှအသက်ရှင်လျက်ကြံရခြင်းဟူသောစကားကိုမြင်ကြရလျာလူတော်တို့မှလည်းထို့အတူဖြစ်ကြသည်အတွေ့လောကဓာတ်တစ်ခုလုံးကထောက်ခံရလေသည်အကြောင်းမူကားအစွမ်းနှဲပါသောသူတို့သည်တစတစအနှိမ့်ဘက်သို့သက်ဆင်းပြောက်ွယ်ကာအစွမ်းတတ္တိဖြင့်လွှမ်းမိုးနိုင်သူတို့သာလျှင်အသက်ရှင်လျက်ကြံရကြရသည်ဒုနည်းဖြင့်ကိုယ်စွမ်းဉာဏ်စွမ်းတတ္တိမရှိနေပါကြကုန်သောလူမျိုးတို့သည်တစတစတိမ်မြုပ်ပြောက်ွယ်ကြသည်တကုတ္တိကြီးမားကုန်သောလူမျိုးတို့သည်၎င်းတို့၏နေရာများကိုယူကြလေသည်ဩစတြေးလျကနေဒါအာဖရိကအမေရိကန်တိုင်းပြည်များ၏တချို့သောတိုင်းရင်းသားတို့သည်လုံးဝပပျောက်ကြသည်တချို့မှလည်းပဲပျောက်ဆဲပျောက်လက်တန့်ဖြစ်နေကြလေရာ၎င်းတို့၏အဖိုးထိုက်တန်သောတိုင်းပြည်နယ်ပယ်တို့မှာဥရောပတိုက်သားလူမျိုးတွေလွှမ်းမိုး၍နေကြသည်၎င်းတို့၏ဒေသများသည်ဥရောပတိုင်းပြည်များကဲ့သို့ကျယ်လျက်ရှိကြသည်တရိษံများမှလည်းပဲထို့အတူဖြစ်ကြလေရာကမ္ဘာပေါ်၌မျိုးပြုတ်သောတရိษံတွေများစွာရှိခဲ့ကြသည်ဤတိုင်းမှတ်လျင်လွန်တရာကြီးမား၍အာအစွမ်းအရာမှာမြည်သည့်ခြေလေးချောင်းတော်ဝါမှမပြတ်နိုင်သောမဲမောက်ခေါ်ရှိရှိခဲ့မှုသောစင်ကြီးတစ်မျိုးသည်ယခုအခါဘယ်တွင်မကြံရှိပါသနည်းဟုမေးဖွယ်ရာရှိသည်၎င်းတော်ဝါကြီးမှာကိုအားကြီးတော်လည်းပဲအရေးအတွက်အားနေပါခဲ့ပေလိမ့်မည်အသိဉာဏ်အားအရာ၌ကာလူသားကိုမမိနိုင်ပေလူသည်ဉာဏ်အားဖြင့်ကဘာကိုအစိုးရလေရာဒရိษံပေါင်းကုံစင်အောင်ပပျောက်နိုင်တော်လည်းပဲလူသည်ကဘာမပြောက်သမျှပပျောက်မည်မဟုတ်ပေဒရိษံများမရှိသောကြောင့်လည်းလူမှာခက်ခဲခြင်းတွေ့ဖို့မရှိအသက်ရှိသောဒရိษံတွေမရှိသောအခါ၌လူဤအခိုင်အစေဖြင့်ဆက်ဒရိษံတွေဧကံပင်ပေါ်လာပေလိမ့်မည်လောကကြီး၌ကြီးပွားချမ်းသာခြင်းအလုတ်ဆက်ပွဲသည်တာလွန်၍ကြီးကျယ်လေသည်ဒရိษံတို့မှာပူးကပ်၍တိုက်ကြသည်လူတော်တို့မှာအဝိကခွာလျက်ကိုစီအသီးသီးမိမိတို့၏နေရာအခန့်များ၌ငြိမ်သက်စွာထိုင်ရန်ကဘာစစ်ကြီးမျှလောက်မကကြီးကျယ်သောစီးပွားရေးစစ်ကြီးများကိုတိုက်၍နေကြသည်သို့တိုက်ခိုက်ရာဉာဏ်အားဝရိယအားငွေအားကြေးအားစသည်တို့ဆိုင်ရာအမျိုးမျိုးသောအားတကူတို့၏နည်းနည်းသောလွှမ်းမိုးခြင်းအားလျော်စွာ၎င်းတက်သူကတက်ကြားသူကကြားပေါ်သူကပေါ်ငုတ်သူကငုတ်ပြုတ်သူကပြုတ်ပြက်သူကပြက်စက်မြေပြင်မှထွက်သူတွေကထွက်ကြရသည်မြမရုပ်ရှင်လုပ်ငန်းမြမဝန်တာနုဈေးဆိုင်အလုတ်တိုက်မြမကမ္ပဏီအမျိုးမျိုးတို့ဖြစ်ပုံမြင်ရခြင်းသည်ထိုတိုက်ပွဲ၌အတော်ဆုံးမှအသက်ရှင်လျက်ကြံနေခြင်းဟူသောစကားနှင့်အဘယ်ပုံဟပ်မိသည်ကိုအထူးပြောဖို့မလိုချေအသက်ရှင်၍ကြံရက်သူအဘယ်မျှလောက်များကြပါသနည်းတိုက်ပွဲနှမျိုးလူဘဝ၌တိုက်ပွဲနှမျိုးရှိသည်ထိုနှမျိုးကအတွင်းတိုက်ပွဲနှင့်အပြင်တိုက်ပွဲဖြစ်ကြသည်အတွင်းတိုက်ပွဲမိမိကိုယ်တွင်းနှင့်တိုက်ခိုက်ရခြင်းဖြစ်သည်အပြင်တိုက်ပွဲယခုမြင့်မြင်လူတအုပ်နှင့်တဦးတစုနှင့်တစုလူနှင့်လောကရလူနှင့်အဖြစ်ပြက်အခြေအနေစသဖြင့်မြင့်မြင်တိုက်ပွဲများဖြစ်ကြသည်အကြောင်းအဖြစ်ပြက်အခြေအနေဆိုင်ရာအင်္ဂလိပ်ဘာသာစကားဖြင့် circumstance ပတ်ဝန်းကျင်၌တည်ရှိခြင်းဟုခေါ်လေရာ
အတွေ့အကြုံဖြစ်သောအခြေအနေများပင်ဖြစ်သည်ထိုတိုက်ပွဲနှမျိုးအနက်အတွင်းတိုက်ပွဲသည်ပို၍အရေးကြီးလေသည်ပိုမို၍အရေးကြီးသည့်အလျောက်ပိုမို၍လည်းခက်ခဲကြီးလေသည်အတွင်းတိုက်ပွဲ၌အောင်မြင်သလောက်အပြင်တိုက်ပွဲမှာလည်းပဲအောင်မြင်နိုင်သည်အတွင်းတိုက်ပွဲ၌အရေးနှိမ်အားကြီးသူတို့မှာအပြင်တိုက်ပွဲများ၌အရေးနှိမ်တတ်သည်အတွင်းတိုက်ပွဲကိုအောင်မြင်သူသည်မိမိကိုယ်ကိုအစိုးရသူဖြစ်သည်မိမိကိုယ်ကိုအစိုးရသူသည်လောကဓာတ်ကိုအစိုးရနိုင်သည်အတွင်းတိုက်ပွဲ၌အရေးနှိမ်သူသည်မိမိကိုယ်ကိုအစိုးမရချေထိုသူသည်လောကဓာတ်ကိုအဘယ်သို့လျက်အစိုးရနိုင်ပါမည်နည်းထိုအတွင်းတိုက်ပွဲသည်အမြဲတိုက်၍နေရသောပွဲဖြစ်သည်ထိုတိုက်ပွဲမှာနိုင်စရာရှိလျင်နိုင်ခြင်းဟူသောစကားအရနိုင်လေတကိုးကြီးလေဖြစ်ခါတပွဲထက်တပွဲပိုမို၍နိုင်လွယ်လေသည်ရှုံးစရာရှိလျင်ရှုံးခြင်းဖြစ်ခါတပွဲရှုံးပြီးနောက်တပွဲမှာပိုမို၍ခက်ခဲလျက်ပိုမို၍အစမ်းသက်တိခေါင်းပါပြီးလျက်တပွဲပြီးတပွဲရှုံး၍သာနေမြဲဖြစ်လေသည်ထိုအတွင်းတိုက်ပွဲသည်လူဤတစ်ခုကိုအမြဲတိုးတက်ကြီးမားစေသောလေ့ကျင့်ခန်းနှင့်တူသည်ကိုယ်ခန္ဓာကိုလေ့ကျင့်ခြင်းဖြင့်တန်မာစေသည့်နည်းအတိုင်းနှလုံးရည်ကိုလည်းလေ့ကျင့်ခြင်းဖြင့်တိုးတက်တန်မာစေ၍တကုတ်တတ္တိအရှိန်ဝါကြီးမားခြင်းကိုဖြစ်စေနိုင်သည်ထိုတကုတ်ကိုစိတ်ပညာဆရာများသည်ဝဲပါဝါဟုခေါ်ကြသည်လောကဓာတ်ကိုစိတ်သည်အစိုးရသည်ထိုတကုတ်သည်စိတ်၏တကုတ်ဖြစ်လေရာစိတ်၏တကုတ်ကြီးမားသောပုဂ္ဂိုလ်သည်လောကဓာတ်ကိုအစိုးရသောပုဂ္ဂိုလ်ဖြစ်သည်အတွင်းဆက်ပွဲကိုတိုက်ခိုက်ခြင်းသည်စိတ်၏တကုတ်တိုးတက်ခြင်း၏နီလန်းဖြစ်လေရာထိုဆက်ပွဲကိုတိုက်ခိုက်ခြင်းဖြင့်ကြီးမားစေသောနီလန်းကိုဖော်ပြပေရန်ထိုနည်းသည်အဖိုးကြီးစွာနှင့်စိတ်ပညာဆရာကြီးများရောင်းချလေရှိသောနီလန်းပင်ဖြစ်သည်အပိုမိုချဲ့ထွင်ကာအဖိုးထိုက်တန်သည်ထင်ရလောက်အောင်အတိုင်ဝန်းမရှိစေဘဲရှင်းချင်းကြီးစေတနာနှင့်အသေးချာပြလိုက်ခြင်းဖြစ်ပေရာနားလည်အောင်ရေးတတ်ခြင်းကြောင့်အဖိုးမတန်ဟုသဘောထားခြေကစာဖတ်သူတို့အကျိုးမခံစားယုံသာရှိသည်အသက်သည်တကိုးရှိသည်အလွန်ရှုပ်ပွေ၍လွန်တရာတိမ်မွေ့သောကိုယ်ခန္ဓာစက်အိမ်ကိုအသွားမှန်စွာမောင်း၍နေသောထိုအသက်၏အံ့ဘွယ်တည်းဖြစ်သောတကူမှာရိုး၍နေသောကြောင့်မသိမမြင်ပဲနေကြရသည်လူတော်တို့သည်ထိုတကူကိုအစွမ်းကုန်အသုံးမပြုကြကြတိုးတက်အောင်လဲဂရုမစိုက်ကြတိုးတက်အောင်ဂရုမစိုက်ရုံမကအမြဲလိုတကူကိုယူဖိတ်အောင်လုပ်၍နေကြသည်ထိုတကူသည်လျှက်ဆက်ဓာတ်အားဘက်ထရီ၏ကိန်းအောင်သောလျှက်ဆက်ဓာတ်အားနှင့်တူသည်အင်ဂျင်ဆက်၏ဘွိုင်လာခိုးအားနှင့်လည်းတူလေသည်ထိုအားကိုအချင်းနီးဖြုံးလျင်ကုန်ခန့်၏မဖြုံးမဲတုံမိ၍ထားလျင်အသုံးလိုသည့်အခါလွန်စွာအသုံးကျလေသည်မယုံမဖိတ်ဖဲအားတကူအပြည့်လှန်၍နေသူ၏ပြောသောစကားမှာဩဇာတကူရှိသည်ကြည်သောမျက်စိမှာဆူးရှပေါက်ရောက်သည်ကြားသောနားသည်လျင်မြန်ထက်မြက်သည်ကြံသောအကြံလှုပ်သောအလှုပ်လျင်မြန်စွာပေါက်ရောက်အောင်မြင်လေသည်အတွင်းဆက်ပွဲနိုင်ခြင်းသည်ထိုတကူကိုတိုးတက်စေသည်အတွင်းဆက်ပွဲရှုံးခြင်းသည်ထိုတကူကိုယိုဖိတ်ခြင်းဖြစ်သည်အတွင်းဆက်ပွဲများသည်အထင်အားဖြင့်အသေးအဖွဲလေးများဖြစ်ကြသည်သို့တော်လည်းပဲအသေးငယ်များတို့၏ပေါင်းဆက်ခြင်းသည်အကြီးအကျယ်ဖြစ်လေသည်ထိုဆက်ပွဲလေးများမှာအလိုစန္ဒဆက်ပွဲများဟုခေါ်နိုင်လေသည်အကြောင်းမူကားစန္ဒဟူသောရန်သူတို့နှင့်တိုက်ခိုက်သောဆက်ပွဲများပင်ဖြစ်သည်အချုပ်မှာအလိုကိုညှင်းဆန်ခြင်းဖြစ်သည်စိတ်စန္ဒ၏အလိုကိုလိုက်ခြင်းသည်စိတ်အားတကူယိုဖိတ်ခြင်းဖြစ်လေရာစိတ်ကိုညှင်းဆန်ခြင်းသည်မဖိတ်အောင်တားဆီးခြင်းဖြစ်ရုံမျှမကကြီးပွားတိုးတက်ထက်သန်ခြင်းကိုပင်ဖြစ်စေသည်ဒိုလေးကျင်ကန်ဆက်ပွဲများသည်အပိုသက်သက်ကိုခန္ဓာအားစမ်းသလိုအချိန်ပိုထား၍လေးကျင်ရသောဆက်ပွဲများမဟုတ်မည်သူမဆိုမိမိလုပ်သောနေ့စဉ်အလုပ်များ၌ထိုလေးကျင်ဆက်ပွဲများနှင့်ကြုံတွေ့ရလေရာထိုဆက်ပွဲများကိုနိုင်အောင်တိုက်ခိုက်ခြင်းသည်စိတ်အားတကူတိုးတက်ခြင်းဖြစ်စေုံမျှမကအလုပ်၏ကောင်းခြင်းစီးပွားဥစ္စာတိုးတက်ခြင်းအလုပ်၏အောင်မြင်ကြီးပွားခြင်းဂုဏ်ကျက်သည်ဩဇာတကူတိုးတက်ခြင်းများကိုလည်းလက်ငင်းဖြစ်စေသည်ထိုလေ့ကျင့်ခန်းတိုက်ပွဲများမှာနောက်9လကြာမှနောက်1လကြာသောအကျိုးခံစားဖို့ရန်အတတ်တစ်ခုခုပညာတစ်ခုခုလေ့ကျင့်ခြင်းမျိုးမဟုတ်ယခုလေ့ကျင့်ယခုချက်ချင်းအကျိုးရှိယခုရေတွင်တူယခုရေကြည်တော့ယခုပင်ဆိုင်ယခုချက်ချင်းအသီးလက်ငင်းကြီးပွားတိုးတက်နိုင်ခြင်း၏အလုပ်ဖြစ်လေရာလောက၌ဆင်းရဲဒုက္ခရောက်သူတို့မှာ
ထိုအလို့ကိုမလုံကြသောကြောင့်ဖြစ်သည်ဟုဆိုနိုင်သည်ထိုလေ့ကျင့်ခန်းများသည်အာလာဒင်းမိအိမ်နှင့်တူသည်လူအားကိုဖြစ်စေသောအိဆာတရားတစ်ခုကိုပေးလေသည်ထိုအတွင်းဆက်လေ့ကျင့်ခန်းကိုအောင်မြင်သူတို့အားလူဟုသမျှလေးစားယူသေးကြသည်ချစ်ခင်ပေါင်းတင်၎င်းတို့နှင့်တွေ့ရခြင်းကိုပင်အများကလိုလားတောင်းတသည်၎င်းပုဂ္ဂိုလ်များမှာအများ၌မရှိသောအနှစ်သာရသည်မျက်နှာ၌ထင်ပေါ်သည်တကောအရှိန်ဝါကြက်တည်ခုံအလင်းဖြင့်၎င်းတို့၏မျက်နှာသည်ထုံးလင်းလျက်ရှိသည်ထိုပုဂ္ဂိုလ်မျိုးသည်ပတ်ဝန်းကျင်အကြောင်းအဖြစ်အပျက်တို့ကိုအစိုးရ၏နိုင်နေသောပုဂ္ဂိုလ်များဖြစ်ကြသည်ထိုအတွင်းဆက်ပွဲ၏စန္ဒရန်သူများသည်ကလေးလံထိုင်မိုင်မထခြင်းမကြွခြင်းမလှုပ်ခြင်းတသက်တာထိုင်ရမထအခိုင်းစေတို့အားခိုင်းစေ၍သာနေလိုခြင်းထိုရန်သူတို့ကိုတက်ကြွလုံလရှိခြင်းဖြင့်ဖြိုဖျက်ရသည်အလွန်အကျူးဥဒ္ဒဟလွန်ခြင်းတို့မှရှောင်ကျဉ်ရမည်အခါများစွာထိုင်နေရာမှတောက်ရည်အိုးတို့ပင်ထ၍မသွားခြင်းပဲတယောက်ယောက်ကိုအမိတ်ပေးခြင်းသည်ထိုအခါမဟာမလတ်သောကြောင့်မဟုတ်ဖ ೇನೆ တမန်တက်တက်မထခြင်းသောကြောင့်ဖြစ်ခါထ၍သွားပြီးကိုယ်တိုင်ခတ်၍တောက်ပါလေထိုကဲ့သို့ပြုသည့်အခါတိုင်းမိမိ၌စိတ်တကူတိုးတက်ပြီဟုအတိတကျယုံကြည်ရမည်ဓမင်းဝါလောက်ပြီးနောက်တစ်လုံးနှစ်လုံးပို၍စားခြင်းသည့်အခါတမန်တက်တက်မစားဘဲနေလိုက်ခြင်းကွမ်းစေးမှစ၍မိမိကြိုက်နေတတ်သောအရာတို့ကိုစားခြင်းသည့်အခါတိုင်းမှာမစားဘဲစားခြင်းပါလင်းနှင့်ချုပ်၍ရှောင်ခြင်းပြောခြင်းသောစကားတစ်ခုခုသတင်းတစ်ခုခုကိုမပြောဘဲချုပ်၍ထားခြင်းသွားလျာ၌အကြောင်းမဲ့မြန်ခြင်းပြာခြင်းတို့ကိုချုပ်တိအပ်ခြင်းမနှင်းမမြန်မှန်မှန်သွားလာလောက်ကန်အပ်ခြင်းကြည်ကျင်သောအရာတစ်ခုခုမဲ့ဖွယ်ရာယူပါယုံတစ်ခုခုကိုမကြည့်ဘဲနေခြင်းအများလှုပ်ရှားစူညံပြေးလွှာဝိုင်းအောင်ကြသောအရာတစ်ခုခုကိုမကြည့်ဘဲနေခြင်းအံ့ဩစရာအကြောင်းတစ်ခုခုကိုကြားသည့်အခါအံ့ဩသောအမှတ်ကိုမပြဘဲနေခြင်းညီတွာညူညင်ပူပန်သောစကားလဟတ်သက်စကားအတင်းစကားသတင်းစကားကိုမပြောဆိုခြင်းစိတ်ညစ်စရာတစ်ခုခုကိုကြား၍စိတ်ညစ်တော့မည်ရှိသည့်အခါမလေးမစားမညှို့မငြင်အေးအေးပင်နေခြင်းညီတွာသောမချမ်းသာသည့်အသွင်ရှိသောသူများ၏စိတ်ညစ်ဖွယ်ရာစကားများကိုနားမထောင်ရှောင်ရှားခြင်းဘယ်အခါမျှပြပြရာမလောက်အပ်ခြင်းအဝတ်အစားများမှာအလွန်အနုအရင်အလှကိုမလိုက်ဖဲ့နဲ့တန်ရှင်းသားနာအချိုးအစားကြကြခန့်ခန့်ညာညာဝက်လေရှိခြင်းရွှင်ပြကြည်ဖြူမြည်သူကိုမဆိုတွေ့ရသည့်အခါဝမ်းသာသောအသွင်ကိုပြတတ်ခြင်းဘယ်သောအခါမှမျက်နှာထားမစိုးခြင်းလောဘဒေါသမုန်းထားမနာလိုသောစိတ်များမတော်တဆပေါ်လာလျင်တတိယလင်ရခြင်းဖျောက်ဖြစ်အပ်ခြင်းမိမိအမြဲမုန်းသောသူ၏ချစ်စရာအချက်ကောင်းကလေးများကိုရှာဖွေ၍မေတ္တာစိတ်ထားခြင်းအရာရာကိုသိကျင်၍မေးမြန်းခြင်းမပြုအပ်ခြင်းလကဘယ်လိုနေသလဲစသဖြင့်မိမိနှင့်မဆိုင်သောအရာတို့ကိုလဟတ်သက်မမေးခြင်းစကားပြောသည့်အခါကိုဟန်စတိုင်လှုပ်ခြင်းမှရှောင်ကျဉ်ခြင်းအတုခိုးခြင်းမရှိစေခြင်းမြောက်ပင်ခြင်းကိုရှောင်အပ်ခြင်းအချစ်ကြကြနှင့်နီးကြကြပြောတတ်ခြင်းမိမိအရေးကိစ္စအကောင်းအဆိုးတို့ကိုသူတစ်ထူအားမပြောအပ်ခြင်းစကားပြောသည့်အခါပြောသူကိုဂရုစိုက်၍နားထောင်ခြင်းလေလွင့်ကမနေအပ်ခြင်းတရားရောက်နှင့်စကားပြောရ၌နှစ်ယောက်စလုံးစိတ်ငြိမ်စွာနေသည့်အခါတချို့သောသူတို့သည်တစ်ဖက်သားပြောသောစကားကိုဖြစ်စေတစ်ဖက်သား၏အရေးကိစ္စကိုဂရုစိုက်တွေးတောဆင်ခြင်ဟန်ဖြစ်စေဥကောင်းကိုတယောက်တည်းညှိကဟန်လုပ်ကြခြင်းဤလိုအလုပ်များမှာမရှိစေခြင်းတကူတည်းတွေးတောကလေထဲ၌တိုက်အိမ်မဆောက်အပ်ခြင်းနှုတ်ဖြင့်မပြောကောင်းသောအရာတို့ကိုစိတ်၌မတွေးရခြင်းလူကိုမျက်နှာကြည့်၍စကားပြောအပ်ခြင်းသဘောကောင်းသောအသွင်ကိုလွန်စွာမပြအပ်ခြင်းအာနာ၍မလုပ်ချင်သောအရာတစ်ခုခုကိုပြောမှလုံးမှဖြစ်မည်အခါများ၌ပြောအပ်လုပ်အပ်ခြင်းလဲခြင်းပတ်ခြင်းသွားလာဝင်ထက်ခြင်းသောစိတ်ကိုထိမ့်သိအပ်ခြင်းအရေးအချီကိုသိခြင်းတွေ့ကြုံပြောဆိုသမျှလူကိုဘယ်လိုလူဘယ်သဘောဘယ်စကားတို့ကိုဘယ်အစိတ်နှင့်ပြောသည်စသဖြင့်အကဲခတ်ခြင်းတွေ့ကြုံပြောဆိုသူတို့၏တဒံ၌ထူးခြားသောအချက်များလက္ခဏာများကိုမှတ်သားထားလေရှိခြင်းလမ်း၌တွေ့ကြုံနှုတ်ဆက်သောအခါအဟုတ်တကယ်ဆရာထက်သန်ချစ်ခင်စွာလေးစားဂရုပြုခြင်းနှင့်နှုတ်ဆက်ခြင်း
လက်ဆွဲနှုတ်ဆက်သည့်အခါပိုင်ပိုင်နိုင်နိုင်စုပ်ကန်အပ်ခြင်းအကြောင်းမရှိဘဲသူ့အိမ်ကိုဖြစ်စေသူ့အလုပ်တိုက်ကိုဖြစ်စေသွားပြီးသူ့အချင်းကိုဖြုံးနေသောအနေဖြင့်လက်သက်စကားတွေကိုပြော၍မနေအပ်ခြင်းလွန်ခဲ့သောအကြောင်းအရာတို့ကိုပြန်လည်တွေးတောကာစိတ်မကောင်းခြင်းနှမျောခြင်းနောက်ရရခြင်းများကိုရှောင်ကျဉ်အပ်ခြင်းနောင်ရည်ကိုတွေးတောပူပန်၍မနေအပ်ခြင်းအလုပ်တစ်ခုကိုအချိန်မရွေးခြင်းအလုပ်ကိုပြောင်းလဲခြင်း၌အားလက်ခြင်းယူသည်ဟုသဘောထားခြင်းအလုပ်တစ်ခုတည်းဟူသောအမြဲစိတ်သွင်း၍မလုံနေပဲအားလက်ရဲ့နားနေသောအနေဖြင့်အခြားအလုပ်တစ်ခုကိုလုပ်ခြင်းဥပမာစိတ်အလုပ်မှကိုယ်အလုပ်ဖြစ်သောဒုဆွစိုက်ပျိုးခြင်းအဟုတ်တကယ်အားလက်သည့်အခါကိုယ်ခန္ဓာကိုတင်းခြင်းတောင်းခြင်းမရှိစေဘဲနဲ့အကျော်အရှင်တို့ကိုရော့အောင်ရှော့ရထားပြီးတကယ်စိတ်ချမ်းသာအောင်လွတ်ကျွတ်စွာအားလက်လျက်စိတ်ကိုပျော်စရာအထက်သို့တွင်ပြီးလွတ်လပ်စွာကောင်းကင်၌ပြန်နေသောငှက်ကဲ့သို့လွှတ်၍ပေးခြင်းအလုပ်တစ်ခုကိုလုပ်သည့်အခါစူးစိုက်သောစိတ်ကိုထားခြင်းတတိမမူကိုမမြင်ဟုသောစကားအရာအမြင်အကြားဟုသမျှ၌တတိထားခြင်းစာကိုဖတ်သည့်အခါဖျားရှိခိုးသည့်အခါစိတ်မပြန့်လွင့်စေခြင်းမှတ်တင်ညာထားခြင်းအလုံများရှုပ်ပွေလျက်ဘာကိုလုပ်ရမှန်းမသိသည့်အခါတွေးတော၍မနေဘဲတခုခုကောက်၍လုပ်ခြင်း၎င်းသည်ဆရာတကိုတိုးတက်စေသောအတွင်းဆက်လေ့ကျင့်ခန်းများဖြစ်ကြလေသည်အလုရှုပ်ခြင်းကိုအလုလုခြင်းဖြင့်ရှင်းစေရမည်မလုံလျင်ရှုပ်လုံလျင်ရှင်းကိစ္စချောခြင်းနီလန်းပေဟုယခုဟူသောလက်နှင့်ဖြင့်ခက်ဆက်ဖြိုရမည်တခါတရံလူ2ယောက်3ယောက်နှင့်စကားပြော၍နေရာမှမိမိကထား၍သွားခြင်းပါလင်းနှင့်မသွားရသလိုဖြစ်တတ်သည်တခါတရံပရိသတ်အလယ်၌တယောက်တည်းထား၍မသွားရဘဲနေတတ်သည်ထိုအခါမျိုး၌မြည်သူကိုမျှစိတ်ထဲ၌ဗราဏမထားဘဲယဉ်ကျေးလိမ္မာသောကိုဟန်မျက်နှာထားအမူအရာနှင့်ထား၍သွားရမည်တခါတရံဂုံတီရှိအရာရှိတထေစသည်များ၏နေရာမျိုးကသွားရမည်အရေး၌ကြောက်တလူလိုယွန်းတလူလိုဖြစ်၍နေတတ်သည်ထိုအခါမျိုး၌လက်သီးဆုပ်ခြင်းအန်ကြိတ်ခါစိတ်တင်းခြင်းမရှိစေဘဲဂီးမဆိုင်အေးအေးဆေးဆေးအသွင်နှင့်ရွှင်ပြသောမျက်နှာကိုထားလျက်သွားရမည်အန်ကြိတ်ခြင်းလက်သီးဆုပ်ခြင်းသည်စိတ်တကိုယ်တတ္တိနေပါခြင်းကိုဝန်ခံရာရောက်လေသည်သူတစ်ပါးအထင်မြင်သေးစေတတ်သောမဖွယ်မရာဟူသည်မျှမလုပ်ရထိုကဲ့သို့ဖြစ်စေသည့်အသွင်ပြင်အမူအရာဟူသည်မျှကိုရှောင်ကျဉ်ရမည်အကြောင်းမူကားအများလူတို့ကဝိုင်း၍အထင်သေးကြသည့်အခါ၎င်းတို့၏စိတ်တကိုယ်သည်အထေသေးခံရသူတို့ထံလာရောက်ထိခိုက်သဖြင့်မိမိမှာအကျိုးရုပ်တတ်သည်မိမိ၏ကိုယ်စွမ်းကိုယ်စကိုအမြဲယုံကြည်ရမည်မိမိနှင့်ဆိုင်ရာအလုပ်များ၌အစွမ်းတတ္တိရှိအောင်လဲကြိုးစားရမည်စိတ်ထဲ၌လေးလံ၍နေသောအခါအကြောင်းရင်းကိုရှာဖွေစစ်ဆေးပြီးလျင်ဖြောက်ဖြစ်ပစ်လေအတူရှုပ်ပြောရမည်ဆိုလျင်လှုပ်ချင်သောအရာကိုမလှုပ်နှင့်မလှုပ်ချင်သောအရာကိုလှုပ်ဘယ်အခါမျှအလွန်မကျင့်ရပေတန်လိုက်တဲ့စီမံနည်းဟုခေါ်လေးရှိကြသောစိတ်တကူတိုးတက်အောင်ကျင့်နည်း၏လုံရင်အချုပ်သဘောကိုဤမျှဖော်ပြလိုက်ရာဉာဏ်ရှိသလောက်အကျယ်ကိုသိရှိကြစေတည်းယဉ်ကျေးခြင်းဆိုသည်မှာဘယ်အရာနည်းလူရှိ၌ကုန်း၍သွားခြင်း၊ကြွား၍သွားခြင်း၊လက်အုပ်ရှိခြင်း၊ဖနက်ချွတ်ခြင်းစသည်တို့ကိုယဉ်ကျေးခြင်းဟုမဆိုလိုလူချင်းချင်းစိတ်ကိုမချမ်းသာအောင်မခံချိမခံသာအောင်မလုပ်ခြင်းမိမိအတွက်တပားသူမှာဝင်လေခြင်းမဖြစ်စေခြင်းသူတစ်ပါးအားအနှောက်အယှက်မပြုခြင်းကိုချင်းစာသောစိတ်ရှိခြင်းကိုယဉ်ကျေးခြင်းဟုခေါ်လေသည်ယဉ်ကျေးသောသူသည်ကျင်နာထောက်ထားတနာညှတာတတ်သည်ဒုမာတစ်ပါးအပြင်ပမူရာတို့သည်မှတ်တင်မခံကန့်ရန်ငရဲမိနှင့်အစမ်းသက်မခံနိုင်သောအပေါ်ယံအကျိုးတွေဖြစ်ကြသည်ယဉ်ကျေးခြင်းရှိသောသူသည်နိုင်ငံခြားဘတ်လက်မတ်ကိုရသူနှင့်တူသည်ဘယ်အရာမဆိုပေါရောက်နိုင်လေသည်ဟန်ဆောင်ခြင်းသည်ကြာမြင့်စွာမတက်နိုင်ချေတိမှုတစ်ခုကိုပြုသည့်အခါအဆိုပါယဉ်ကျေးခြင်းအင်္ဂါများနှင့်ညီသည်မညီသည်ကိုဆင်ခြင်ရမည်မြန်မာယဉ်ကျေးခြင်းအင်္ဂလိပ်ယဉ်ကျေးခြင်းဟူ၍မရှိပါယဉ်ကျေးခြင်းသည်ရွှေနှင့်တူသည်ဘယ်တိုင်းပြည်မှာပင်ထွက်စေကမူဇာတိမှာတူရလေသည်အထင်လွဲခြင်းလူတို့မှာတယောက်ကိုတယောက်အထင်လွဲဖို့ရန်အကြောင်းတွေမရေမတွက်နိုင်အောင်များပြားသည်အချို့သောသူတို့သည်တစုံတစ်ယောက်ကိုအထင်လွဲသည့်အခါမိမိ၏အထင်တိုင်းမှန်သည်ကိုသိအောင်မဆောင်ဘဲထင်ချက်နှင့်တစ်ဖက်သားအပေါ်မှာဆုံးဖြတ်ချက်ချတတ်စေလိုသည်ဤနည်းဖြင့်မိတ်ဆွေပြစ်ကြရုံမကရန်သူဖြစ်ကြလေသည်မိတ်ဆွေတာယာသောစကလုံးအမူအရာလေးတစ်ခုသည်ဝင်လေးသောအလုံးမဟုတ်ချေသို့တော်လည်းပဲပျော်ပြောင်းသောအရွက်ထည်နှင့်တူလေသည်
မာလင်ကြီးမားသောတင်မောကိုစောင့်နိုင်မည်မဟုတ်ချေကြံဤလူဤခန္ဓာကိုယ်ကိုအစိုးရသောအကြီးဆုံးသောအရာတို့တွင်အလေးအကျင့်တစ်ခုသည်အပါဝင်ဖြစ်သည်နည်းနည်းအေးရာထမှအေးရဝင်သောအချိန်သို့တိုင်အောင်လူသည်အလုတ်ကိုင်းအပြောဆိုအတွေ့အကြုံတို့ကိုလေ့ကျင့်ခြင်းဖြင့်လုတ်ကိုင်းကြံစီပြောဆို၍နေကြသည်ဥပမာသွားခြင်းလာခြင်းမျက်တောင်ခတ်ခြင်းအသက်ရှူခြင်းစာရေးခြင်းစသည့်အလုတ်ဟူသည်များတို့မှာစဉ်းစား၍လုပ်ရသောအလုတ်များမဟုတ်အလိုလိုအလေးအကျင့်ဖြင့်ဖြစ်၍နေသောအလုတ်များဖြစ်ကြသည်သွားမည်ဟုစိတ်ကူးယုံသာစိတ်ကူးသည်ခြေသည်မိမိဘာသာမှန်မှန်လှမ်း၍သွားသည်ခြေလမ်းမှန်အောင်ချိန်ဆတိုင်းတာ၍သွားခြင်းမဟုတ်ခြေလမ်းတလန်းနှင့်တလန်းအကြားမှာစကေးစက္ကန့်နှင့်မချိန်ချေစားရ၌လဲသွားနှင့်ရှာကိုမကိုက်မိအောင်တတိထားကရှောင်ရှားကစားရသည်မဟုတ်အလိုလျောက်ဖြစ်နေသည်အခုရေးသောစာ၌ရေးသူသည်အကြောင်းအရာကိုသာစိတ်ကူးသည်အခရာစာလုံးတို့ကိုတတိထား၍ရေးခြင်းမဟုတ်တတိညာဆဆအရာရာ၌ဝင်ရလျင်လွန်စွာပင်ပန်းမည့်အပြင်အမှားယွင်းဖြစ်ဖို့ရှိလေသည်မကျင်လေသောအလုံးမှသာစဉ်းစား၍လုပ်ရသည်စဉ်းစား၍လုပ်ရလျင်မကျင်လေတို့ဖြစ်လေရာစဉ်းစားဉာဏ်ကိုမှီ၍လုပ်ရသောအလုပ်ကမှားရလေသည်မစဉ်းစားတရိစ္ဆာန်များလိုလုံနိုင်မှသာအလုတ်မှန်နိုင်သည်ဟုမှတ်ပါစာကလေးသည်အတိုက်လို့ရ၌မမှားနိုင်၎င်းမှာစဉ်းစားဉာဏ်မသုံးပါယခုစာရေးရာ၌အခရာများကိုဖြစ်စေသလိုအတိုက်ကိုဖြစ်စေသည်တို့ဖြစ်၍ဘယ်အခါမျှမမှားချေပြားသည်ထို့အတူစတင်လောက်ကင်သည်ကဘာဦးကစ၍ယခုအချိန်ထိအမှားမရှိချေသို့တော်လည်းပဲစဉ်းစားဉာဏ်မရှိသောကြောင့်၎င်းတို့၏အလုပ်များမှာတိုးတက်ခြင်းမရှိချေလူမှာစဉ်းစားဉာဏ်ရှိသောကြောင့်လှုပ်ဆောင်သောအလုပ်များမှာမှားတတ်သည်သို့တော်လည်းပဲစဉ်းစားဉာဏ်၏အစွမ်းကြောင့်စော့ဖားမှလေရင်ပြန်စီသို့ရောက်ခဲ့လေသည်တို့ဖြစ်၍လူမှာလူ၏အလုပ်ဖြစ်သောစဉ်းစားဉာဏ်သုံးရသောအလုပ်များကိုလည်းလုပ်ရသည်စဉ်းစားဉာဏ်နှင့်လှုပ်အားကြီးသောအခါအလေးကျင့်စဉ်းစားဉာဏ်ကဤအလုပ်၌ငါဝင်ဖို့မလိုတော့ဟုတွေးကာလက်လွတ်လိုက်သည်ထိုအခါကျင်လည်သည်ဟုဆိုရလေသည်ဒူးချွန်စွာကြီးပွားလိုသောသူတို့မှာစဉ်းစားဉာဏ်၏လင်းမြန်ခြင်း၌ထိုနည်းအတိုင်းလင်းမြန်စွာတွေးကြံဆုံးဖြတ်နိုင်သောအကျင့်ကိုရအောင်ကြိုးစားရသည်စဉ်းစားဉာဏ်သည်လူဉာဏ်ဖြစ်တော်လဲပဲစဉ်းစားဉာဏ်ကိုမြန်အောင်လင်းကြည့်၍ထားသည့်အခါမစဉ်းစားရပဲအလိုလိုသိသလိုလင်းမြန်လာလေသည်များစွာသောသူတို့မှာစဉ်းစားခြင်းအလုံး၌လေးကျင့်ခြင်းမရသဖြင့်နေသောကြောင့်ကြီးပွားဖြစ်ထွန်းသင့်သလောက်မကြီးပွားပဲနေကြရသည်ထိုလေးကျင့်နည်းမှာအလုံးလုံးရာ၌အစအရာရာကိုတတိပြုမှတ်သားခြင်းပင်ဖြစ်သည်အကြောင်းမူကားစဉ်းစားခြင်းဆိုသည်မှာတိမှတ်ပြီးသောအရာတို့ကိုနှိုင်းယှဉ်ခြင်းအလုပ်အကြောင်းမှအကျိုးကိုထုတ်ခြင်းအလုပ်ဖြစ်လေရာမိမိဆိုင်ရာအလုပ်၌သိစရာမှတ်စရာတို့ကိုအကုန်စင်မှတ်သား၍ထားသောသူသည်အခက်ခဲ၌ဖြစ်စေအပြန်လှုပ်ခြင်း၌ဖြစ်စေလင်းမြန်စွာအမှန်ကိုရောက်အောင်တွေးတောနိုင်သည်ဆုံးဖြတ်ချက်ကိုမြန်စွာချနိုင်လေသည်ထိုကဲ့သို့အလုပ်တစ်ခုခု၌အမှတ်အသားများကြီးသောအခါအရေးကြီးသောအခါများ၌ကိုယ်ဆောင်နှက်ကလာ၍တတိပေးသလိုဘယ်လိုလုပ်လိုက်ပါလားဘယ်သူစီသွားပြီးစုံစမ်းလိုက်ပါလားဟု၍ပြောတတ်သည်စင်စစ်မှာနတ်ကပြောသည်မဟုတ်ပါလူ၌အလွန်တကူကြီးသောစိတ်သည်ရှိပါသည်အမတ်တညာများခြင်းစဉ်းစားခြင်းအလုံး၌ကျင်လည်ခြင်းကြောင့်ထိုစိတ်မှာအသည့်တွေအောင်းစုကာစိတ်ကထ၍လမ်းကိုပေါ်လိုက်ခြင်းဖြစ်သည်အခါများစွာထိုအတွင်းစိတ်သည်အခက်အခဲ၌အိမ်မက်ပေးတတ်သည်တစုံတရာကိုစူးစိုက်ကြံစီသောအခါထိုအကြံသည်အတွင်းစိတ်ကိုဝင်ရောက်ကာထိန်ကိန်းအောင်စေသည်အိပ်ပျော်သောအခါအောင်း၍နေသောအတွေ့အကြံတို့ကိုထိုစိတ်သည်ဖွင့်၍ထုတ်သည်ထိုအခါအိမ်မက်မဲ့သည်အဘဲကြောင့်ဟူသောအကျယ်ကိုသိလိုလျင်ထွက်ပေါ်မည်ဖြစ်သောသခင်စိတ်ဟူသောကြံကိုဖတ်ပါအလုပ်တစ်ခုခု၌အမှတ်သားများ၍စဉ်းစားဉာဏ်လျင်မြန်သူတို့ကိုဝေအားပိုမို၍ကောင်းသူတို့မှနိုင်ဖို့ရာခက်ခဲုံမျှမကထိုလူမျိုးနှင့်ပြန်၍လောက်ကင်ကြံစီရာ၌ဝေရှိသမျှကို6ကမ္ဘာအတွင်းသို့လောင်းသွင်း၍ပြစ်သလိုဖြစ်နိုင်လေသည်ထို6ကမ္ဘာများကိုစဉ်းစားဉာဏ်ကြီးသူတို့သည်သိမြင်ပြီးလဲဖြစ်တတ်လေသည်တို့ဖြစ်၍မိမိနှင့်အတော်ဆုံးသောအလုပ်ကိုလုပ်ပြက်လျင်ထိုအလုပ်ကိုပင်ထပ်၍လုပ်ပါများသောအခါထိုအလုပ်နှင့်ပတ်သက်သမျှပို၍သိလိမ့်မည်မည်သည့်အလုပ်မှမဆိုတိုးတက်ရန်လမ်းဆုံးပြီဟုမမှတ်ရ
တိုးတက်ဖို့လမ်းအမြဲရှိသည်တင်ကြို၍မြင်ထားရမည်အပြိုင်မရှိသေးသမျှလမ်းရှိတိုင်းတက်တက်မှတက်ရမည်အပြိုင်ပေါ်သည့်အခါတက်လန်းတွေနိုင်လန်းတွေကိုသုံးဖို့ရန်အသင့်တဲ့ကြိုတင်သိမြင်ထားရမည်အာယုမျှဖြတ်တန်းသည့်အခါဖြတ်ရမည်ပြက်ပြက်သားသားကြီးဖြတ်တန်းသည့်အခါဖြတ်ရမည်စဉ်းစားဉာဏ်၌လေးကျင့်ခန်းကိုမရသူမှာအလုတ်ပုံမူ၍ပင်ပန်းသည်အရေးကြီးသောကိစ္စတို့၌စိတ်တကိုးကုန်ခန့်၍နေတတ်လေရာအရေးကြီးသောအခါသုံးစရာမရှိဘဲနေတတ်လေသည်ဆုံးဖြတ်ချက်ကိုလျင်မြန်စွာမချတတ်လျက်တကယ်အရေးကြီး၍စဉ်းစားသောစိတ်သည်စဉ်းစားသူကိုခြောက်လန့်စေသည်စဉ်းစားလေလေကြောက်စရာတွေကိုမြင်လေလေဖြစ်တတ်လေသည်ဓာတ်အိုးထဲမှဓာတ်အားထွက်တဲ့ကဲ့သို့၎င်းဒိုင်နမိုထဲမှလျှက်စစ်ဓာတ်အားထွက်တဲ့ကဲ့သို့၎င်းတောင်ကျဆန်းရေတံခွန်ကဲ့သို့၎င်းတစုံတရာကိုသိလို့သည့်အခါငြိမ်သက်စွာခံလင့်ယုံမျှနှင့်အသိဉာဏ်တဟုန်တည်းထွက်ပေါ်လာသောအစွမ်းကဲ့သို့ရောက်အောင်စဉ်းစားဉာဏ်ကိုလေ့ကျင့်ထားရမည်စကော့တလန်ရဲ့ဇွန်တော်အဖွဲ့ကြီးသည်ဤလေ့ကျင့်ခန်းရသောအုံနောက်တို့၏အစုအဝေးကြီးကိုဖြစ်သည်မည်သူမဆိုမိမိဆိုင်ရာအလုံး၌စဉ်းစားကျင်လည်ရမည်အချုပ်မှာစဉ်းစားဖို့မလိုလောက်အောင်စဉ်းစားဉာဏ်ထက်မြက်ရမည်ဤစကားသည်စန့်ကျင်သည့်အသွင်ရှိသည်သို့တော်လည်းဤအတိုင်းဖြစ်မှသာမိမိ၏အလုံး၌ထူးချွန်နိုင်သည်စီးပွားရှာကြံရင်း၌ကံဆိုသောအရာရှိသည်စဉ်းစားဉာဏ်ထက်မြက်အားကြီးလျင်ထိုကံ၏အတိတ်နမိတ်ကိုတင်ကြို၍မြင်နိုင်သည်တင်ကြို၍လည်းထားနိုင်လေသည်ကံသည်အခါများစွာမြင်နိုင်သောအသွင်ကိုဆောင်၍လာလေရှိသည်တတိနှင့်ကြည်လျင်မြင်ရသည်မြင်လျင်ရှောင်နိုင်လေသည်စီးပွားရှာသူသည်ဘေးရင်ကိုမမေးရမိမိအလုံးနှင့်ပတ်သက်၍မှတ်เสียရှိသမျှကိုအကုန်အစင်စိတ်၌၎င်းစာ၌၎င်းမှတ်လျင်ကံကိုမြင်သောဉာဏ်ပေါက်ရောက်၍လာလိမ့်မည်ဟုအမှန်စိတ်ချရမည်ရှေးဥပထမအကြံစီများကိုလက်ရည်နှင့်ရေးပြီးလျင်စီးမြင်အမှတ်များနှင့်ကြံရသည်ဘယ်ရာမဆိုဘယ်အရာကိုလုပ်ရမည်ဟုရေးရမည်ထိုစနစ်ပုံစံများကိုအထက်ထက်ကြည့်ရမည်တို့ရေးရကြံရ၌ဉာဏ်သက်စိတ်ကူးသက်တွေပေါ်လာလိမ့်မည်မြင်နိုင်သောကံဆိုသည်မှာအလုံးနှင့်ဓာတ်ရိုက်ပတ်သက်သောပြောင်းလဲဖောက်ပြန်ခြင်းများကိုဆိုလိုသည်သို့တော်လည်းပဲမမြင်နိုင်သောကံများလည်းရှိသည်ထိုကံမျိုးကိုဘေဒင်ဆရာလည်းမြင်မည်မဟုတ်ပေသို့ဖြစ်၍ဘေဒင်ကိုမမေးခြင်းသည်ဥပဒံကင်းတက်လေသည်ဥပဒံသည်အလုံး၌လွန်စွာဆိုသည်အကယ်၍မေးလျင်အလုံးနှင့်ပတ်သက်ရာ၌အယုံတရားမရှိရပေဥရောပတိုင်းတထေးများသည်ကန်စာတာတက်ကြသည်ဟု၍ပဓာနမထားအလုတ်ကိုအမြဲလုပ်သည်သေသည့်တိုင်အောင်အလုတ်မပြစ်ချေကန်စာတာအတက်အကြတိုင်းအလုတ်အကင်မှာတက်ရကြားရမည်ဆိုလေဥရောပတိုင်း၌နှစ်ပေါင်းများစွာတိုးတက်ရနေသောလုပ်ငန်းပိုင်ရှင်တို့မှာအမြဲဇာတာတက်၍နေသလားဥရောပပင်လယ်ကူကုန်သင်္ဘောများသည်နဂါးလှဲ့နှင့်ရဲရစာပြတ်သားမရွေးကြချေစာရေးသူကိုယ်တိုင်ဇာတာလက်များစွာညံ့သည်ဟုဟောသောအခါအတွင်းအိမ်သားလူမမာ2ယောက်3ယောက်နှင့်ဝါရင်းကြီးမှာနဂါးကရင်းကိုတဲ့တဲ့ကြီးဝင်ကာပြောင်းမှုလေသည်ပြောင်းပြီးတလအတွင်းမှာလူတွေကျမ်းမာ၍လာသည်သို့တော်လည်းပဲထုံးစံအစဉ်လာရှိ၍မလုလျင်စိတ်ရနမကင်းဖြစ်သောအလုများကိုကလောက်ရသည်အကြောင်းမူကားဆွဲလန်းသောစိတ်သည်မကောင်းသောကျိုးကိုဖြစ်ပေါ်စေတတ်သည်သို့တော်လည်းပဲလူတစ်ယောက်သည်မပြေးလျင်တေရမည်ရှိသည့်အခါပြေးလန်းမှာနဂါးပါဇက်ရက်ကလည်းပြတ္တရာပင်ဖြစ်စေကမူပြေးရမည်မဟုတ်ပါလောသို့အတွက်ပေါင်မာသောအစဉ်လာအစွဲတို့ကြောင့်အဖို့တန်သောအချင်းကိုမကုံစေရအောင်သတိပြုဆင်ခြင်ရသည်လှုပ်သောသူထက်ကြံသောသူကပိုမို၍တကူကြည့်ကြံလဲကြံလှုပ်လဲလှုပ်ချေကအဘယ်ပြောဖွယ်ရာရှိမည်နည်းစူးစိုက်သောတမာတိသည်ပေါက်ရောက်သောအမြင်ကြံဉာဏ်ကိုပေးသည်အလုပ်တစ်ခု၌စူးစိုက်စွာထားခြင်းသည်ထိုအလုပ်နှင့်ပတ်သက်၍အံ့ဘွယ်တည်းပေါ်ပေါက်၍တည်သောအသည့်မျိုးရနိုင်သည်စမ်း၍ကြည်ပါလေအမတ်တညာမိမိအလုပ်နှင့်ပတ်သက်ရာ၌မှတ်နည်းမှာအောက်ပါတန်ဖြစ်သည်အကြောင်းမူကားအမှတ်များမှအကြံထက်လေသည်မိမိအလုပ်ရုံကိုမျက်စိမိတ်ကာဘယ်နေရာမှာဘယ်အရာရှိသည်ပုံတံအယောင်ဆင်းဘယ်ပုံရှိနေသည်အဘယ်ပစ္စည်းဘယ်ပုံစံဘယ်နှခုရှိသည်ဘယ်တံရှိသည်ထိုကဲ့သို့ကြည်တက်မှတ်တတ်သောဉာဏ်သည်ပစ္စည်းအဟောင်းသက်ဝယ်ခြင်းအရာ၌ပင်များစွာအသုံးဝင်လိမ့်မည်ဘေးရန်တရားကိုလည်းကာကွယ်နိုင်သည်ခိုင်းစေသောသူတို့အကြောင်းကိုအသေးအဖွဲမကြံအကုန်စင်သိအောင်ကြိုးစားရမည်
လူတကာကိုအလုတ်မျိုးမျိုးမခိုင်းရပေလူ၌မျက်စိနားနှင့်အင်္ဂါ၅ပါးသည်အသုံးချရန်ဖြစ်သည်ထိုအင်္ဂါများထက်လျင်စင်ကြင်ကြံထက်သည်မျက်စိမမြင်သူ၏နားများလက်များခြေဖွားများဆုရှထက်မြက်သလိုထက်မြက်အောင်ကြိုးစားရမည်ပင်သူအသူ၏မျက်စိရှင်သလိုရှင်ရမည်ဉာဏ်ကြီးခြင်းသည်အဖို့တန်သည်အချက်လက်ကိုသိခြင်းသည်ဆုရှထက်မြက်ပေါရောက်အောင်မြင်လာသည်နိုင်ငံခြားအသံအမှတ်တို့မှာဉာဏ်ကြီးတဲ့အချက်လက်တို့ကိုသိကြသည်အသိပညာပေါင်းတို့တွင်လူတို့၏စိတ်ကိုသိသောအသိပညာသည်အကြီးဆုံးသောအသိဖြစ်သည်ဟုမှတ်ရမည်စိတ်၏အမိတ်စိတ်မပြတ်သမျှစီးပွားဥစ္စာကျမ်းမာခြင်းပါပြတ်တော်လည်းပဲကြောက်စရာမရှိချေဆရာပြတ်မှအကုန်ပြတ်သည်ပြက်လျင်အစင်းပြင်းလျင်ခဏမသေးမချင်းအားမလျှော့ရဖြစ်ရမည်ဟုစိတ်ကိုအမျက်မှတ်ထားပါအပြက်ကိုမတွေးလျင်နှင့်မထင်လျင်နှင့်အတွေးအထင်သည်ကဘာပေါ်တွင်အစိတ်ပြင်းဆုံးဖြစ်သည်စိတ်ကြွယ်ဝမှလူကြွယ်ဝသည်စိတ်မွဲလျင်လူမွဲတတ်သည်အိယာထမလေးစေရနိုးလျင်ထတတ်သောအကျင့်ကိုဖြစ်စေရမည်အိပ်ပျော်ကာနီး၌ငါဘယ်ချိန်မှနိုးမည်ဟုပျော်သည့်တိုင်အောင်အမိန့်ပေးလေ3-4 ရက်လောက်ဤကဲ့သို့လေးကျင့်လျင်အနားမှာနာရီကိုထား၍အိပ်မိန့်ပေးသောအချိန်မှာနိုးချောင်းတွေ့လိမ့်မည်အိယာမှအထမြန်ခြင်းသည်ဝဲပါဝါစိတ်ဤတကူကိုတိုးတက်ကြီးမားစေသောအလိဖြစ်သည်ညအိယာဝင်၌ဘယ်အချိန်မှာငါနိုးရမည်ဟုသောအမိန့်ကိုမိမိနား၌ကြားလောက်အောင်ကျယ်လောင်သောအတန်နှင့်ပေးရမည်တကယ်အတီခိုင်မာစွာအမိန့်ကိုပေးရမည်စိတ်မပတပါနှင့်မပေးရအိပ်ပျော်သည့်တိုင်အောင်ပေးသောအမိန့်သည်အောင်မြင်သည်ပြင်းရည်ခြင်းအပျော်တစ်ခုခုကျူးခြင်းမကောင်းသောအကျင့်တစ်ခုခုရှိလျင်စန့်ကျင်သောစကားဖြင့်မိမိကိုယ်ကိုအိပ်ပျော်သည့်တိုင်အောင်အမိန့်ပေးရမည်ဥပမာပြင်းလျင်ငါဝရိယရှိသည်ဟုအတီတကယ်ယုံကြည်စိတ်ချစွာပြောလေလက်သီးမဆုပ်အမကျိတ်ရကိုယ်လက်ကိုပျော်ပြောင်းချမ်းသာစွာထား၍ဆိုရမည်မဟုသောစကားမပါဥပမာငါမပြင်းတော့ဟုမဆိုရထကျင်သောအချိန်မှာထနိုင်သောအလေးကျင့်ကိုအမိန့်ဖြင့်အောင်မြင်လျင်စာဖတ်သူ၏တကိုးသည်တိုးတက်၍လာပြီဟုသိလေမိမိကိုယ်ကိုမကြမ်းမာသူဟုစိတ်ကဆွဲမြဲထားလျင်မကြမ်းမာမှာဖြစ်ရမည်အိယာ၌အိပ်ပျော်သည့်တိုင်အောင်ယောဂတစ်ခုခုကိုထင်လျက်ထိုယောဂဖြစ်ပေါ်လာရသည်နေ့အခါ၌လည်းပဲထိုယောဂဝေဒနာမှစတဲ့အနိဋ္ဌာန်များကိုမထင်ရပျက်စီးခြင်းကိုမမြင်စေရမျော်လင့်ကိုးစားမိမိ၏တတ္တိကိုယုံကြည်သောစိတ်အမြဲတိုးပွား၍နေရမည်အချိန်မှန်အောင်ကြိုးစားလေအချိန်မှန်ဖို့ကိုအမိန့်ပေးလေစိတ်လေလွေခြင်းသည်အချိန်မမှန်ခြင်းကိုဖြစ်စေသည်စိတ်အားဆုပ်ယုပ်စေသည်မိမိ၏စိတ်ကိုတတဝါတို့အားအကျိုးဆောင်သောအလုပ်ဟုအမြဲသဘောထားရမည်ရွေချက်တစ်ခုခုကိုအမြဲတည်ကြည်စွာထားပါထိုရွေချက်ကိုပေါက်ရောက်စေမည်အရာဟုသမျှကိုရှာကြံလောက်ကင်ပါလေအောင်မြင်ခြင်းကိုအဝေး၌မထားနှင့်ယခုလက်ငင်းလုပ်သောအလုပ်တွေကိုတစ်ခုပြီးတစ်ခုအောင်မြင်ရမည်ဟုစူးစိုက်စွာလုပ်ပါစူးစိုက်စွာအမိန့်ပေးလေအလုပ်တစ်ခုပြီးတစ်ခုအောင်မြင်ခြင်းသည်ရွေချက်ကိုရောက်စေသောလှေကားများဖြစ်ပါသည်အလုပ်တစ်ခုကိုလုပ်ရ၌အလုပ်၏အစိတ်ပိုင်းတွေများစွာရှိသည်ထိုအလုပ်ကြီးတစ်ခုလုံး၏အောင်မြင်ခြင်းဖြစ်ဖို့ရန်ထိုအစိတ်ပိုင်းတွေကိုရှေးဥပထမတစ်ခုပြီးတစ်ခုအောင်မြင်ဖို့ကြိုးစားရမည်မိမိအလုပ်များ၌အစီအစဉ်ရှိရမည်အစီအစဉ်မရှိလျင်ရှုပ်ပွေရနေလိမ့်မည်ရှုပ်ပွေအားကြီးလျင်လှုပ်လေရှုပ်လေအလုပ်သည်အရှုပ်ကိုရှင်းရသည်မိမိကိုယ်ကိုမိမိယူသေးရမည်ထိုအခါကမ္ဘာလောကသည်ပုံမူ၍ယူသေးလိမ့်မည်စူးစိုက်ခြင်းကြီးပွားအောင်မြင်ခြင်း၌စိတ်၏စူးစိုက်ခြင်းဓလေ့သည်လွန်စွာအရေးကြီးလေသည်လှုပ်သောအလုပ်ဖတ်သောစာဘုရားရှိခိုးခြင်းစသည်များသည်စိတ်ကိုလေလွင်ခြင်းမရှိအောင်စူးစိုက်ရမည်အားလက်သည့်အခါတစုံတရာကိုစူးစိုက်စွာကြည့်၍ထိုအရာတွင်၌စိတ်ကိုထားတတ်စေခြင်းထိုအရာ၏အပြင်ကိုစိတ်ကိုမလွင့်စေခြင်းသည်ကောင်းသောအလေးကျင့်ဖြစ်လေသည်စူးစိုက်သောစိတ်သည်တန်တတ္တုကိုအရေးပျော်စေသောဓမ္မိပမာခက်ခဲခြင်းကိုပြိုခွင်းနိုင်လေသည်ချစ်ချင်းဟုသည်များမှာနိုင်ဖို့ရန်အကွက်များရှိကြသည်ထိုအကွက်များကိုစူးစိုက်စွာရှာဖွေလျင်တွေ့မြင်နိုင်လေသည်စူးစိုက်ခြင်းနှမျိုးရှိသည်သမီးစားချစ်သူနှစ်ယောက်တွေ့ကြလျင်တယောက်ကိုတယောက်စူးစိုက်သည်မြင်းလောင်းသောသူသည်မြင်းကိုစူးစိုက်သည်စွန်လွှတ်သောတငယ်သည်စွန်ကိုစူးစိုက်သည်ဤစူးစိုက်ခြင်းမျိုးကို involuntary concentration တမင်မဟုတ်သောစူးစိုက်ခြင်းဟုခေါ်သည်
တမင်စိတ်ကစူးစိုက်မည်ဟုတင်း၍စူးစိုက်ခြင်းမျိုးမဟုတ်ပါအလိုလိုဖြစ်နေသောစူးစိုက်ခြင်းမျိုးဖြစ်လေရာဆရာတတ္တိကိုကုန်ခန်းဆော့ရွစေသည်ဘုရားရှိခိုးကတိုင်းရှုခြင်းယရဏ၃ပါးကိုစိတ်ခြင်းလက္ခဏာရေး၃ပါးကိုထင်ခြင်းအရာ၌ကတမင်အာယုံစ၍ကြိုးစားမှသာဖြစ်သောကြောင့်ထိုစူးစိုက်ခြင်းမျိုးကို voluntary concentration တမင်စူးစိုက်ခြင်းဟုခေါ်လေသည်တို့ပြင်စူးစိုက်ခြင်းနှမျိုးရှိပြန်သည်ဥပမာ၁အဆက်မှတ်အကွက်ကလေးတစ်ခုခုတည်းသို့စိတ်ကိုသွင်းခြင်းထိုစူးစိုက်ခြင်းသည်အလုတ်လောက်ကင်ကြံစီမှု၌မလိုပါတမထအလုသမားတို့နှင့်ဆိုင်လေသည်၂အလုတ်ကင်ကြံစီ၌လိုအပ်သောစူးစိုက်ခြင်းကအလုတ်တစ်ခုခုတည်းမှာစိတ်ကိုထားခြင်းဖြစ်၍ထိုအလုတ်၌စိတ်သည်တနေရာမှတနေရာသို့သွားလျင်ထိုအလုတ်၏အပြင်သို့မထွက်ဘဲနှေးသောစူးစိုက်ခြင်းမျိုးဖြစ်လေသည်ထိုစူးစိုက်ခြင်းမှာကြံစီရသောစူးစိုက်ခြင်းဖြစ်သည်တမထမှာအကြံစီမရှိချေစာအုပ်တို့ကိုစူးစိုက်စွာကြည်ခြင်း၌ထိုစာအုပ်၏အလျားအနံဒုအယောင်တရံတို့ကိုအကုန်သိမြင်ကြံစီနှိုင်းချိန်နိုင်သည်ထိုစာအုပ်အပြင်သို့စိတ်သည်မထွက်ထိုစာအုပ်အကြောင်းကိုသာတွေးကြံ၍နေသောစိတ်ဖြစ်လေသည်အလုတ်တစ်ခု၌ခဲရခဲစစ်ရှိသည့်အခါထိုစူးစိုက်သောစိတ်ဖြင့်ခက်ခဲသောအချက်လက်ကိုဖြိုဖြစ်နိုင်လေသည်စူးစိုက်ခြင်းမှတ်ခြင်းနှိုင်းယှဉ်ခြင်းပင်ဖြစ်လေသည်အလုတ်ဖြစ်စေပညာဖြစ်စေဝါသနာနှင့်ပူးဆက်လျင်စူးစိုက်ခြင်းသည်လွယ်ကူလေသည်ထိုအခါပေါရောက်လွယ်ကူလေသည်သို့ဖြစ်၍အလုတ်ကိုင်ပညာဘက်ကိုရွေးချယ်ရ၌မိမိဝါသနာပါရာကိုရွေးချယ်ရမည်အကယ်၍အလုတ်တစ်ခုခုမှာစိတ်မပျော်သဖြင့်စိတ်လွင်ပါတတ်ချေကထိုအလုတ်၌စိတ်ပျော်စရာအချက်လက်များကိုရှာကြံရမည်ထိုအခါစူးစိုက်ခြင်းသည်လွယ်ကူ၍လာလိမ့်မည်အလုတ်ဟုသည်များမှာပျော်စရာအချက်လက်ကလေးတစ်ခုခုရှိစမြဲဖြစ်သည်သို့ဖြစ်၍မိမိနဲ့သောအလုတ်တစ်ခုကိုလုံး၍နေရသဖြင့်စိတ်မဝင်စားချေကထိုအလုတ်၌ပျော်စရာရှာရမည်ရှာ၍မတွေ့ပါကပျော်စရာတစ်ခုခုကိုထိုအလုတ်သို့ရောက်အောင်ကြံစီထည့်သွင်းရမည်စာရေးဆရာတယောက်သည်လွန်စွာစာရေးပြင်းသဖြင့်မိမပြူချောချောလေးတယောက်ကိုမိမိ၏ secretary အဖြစ်နှင့်မိမိပြောပေးသောစာများကိုလိုက်၍ရေးရန်ငှား၏ထိုအခါအလုတ်များစွာပို၍တွင်ယုံမကရေးသောစာလဲပိုကောင်းမွန်လေသည်သို့တော်လည်းပဲထို secretary မလေးနှင့်မတော်တဆကိစ္စများ၍တွားခြင်းမှာကကျွန်ုပ်တို့ဆိုလိုရင်းရည်ရွယ်ချက်နှင့်မသက်ဆိုင်ချေမိမိလိုသောအလုတ်၌ဂုဏ်ပြုရမည်အဘယ်မျှအဘယ်၍ထက်မိမိအလုတ်ကိုမညံ့စေရဟုသောစိတ်ကိုထားရမည်ထိုအခါအလုတ်၌တတိထား၍ရှာသောဉာဏ်မျက်စိသည်ပျော်စရာအချက်တွေကိုများစွာတွေးလိမ့်မည်မိမိအလုတ်ကိုအလုတ်သက်တစ်မျိုးဖြစ်အောင်စိတ်နေစိတ်ထားတစ်မျိုးပြောင်းကြည့်ပါအလုတ်နှင့်ပတ်သက်၍စိတ်သဘောထားတစ်မျိုးပြုပြင်၍ထားရလေသည်အလုတ်၌စိတ်စူးစိုက်သောအခါပျော်ရွှင်ကျင်လည်ခြင်းဖြစ်လာလေရှိသည်မိမိလိုသောအလုတ်၌မကျင်လည်သောအလုတ်သမားလောက်ကန်ဆိုးသောသူလောကမှာမရှိချေသူသည်နေရာတိုင်းမှာအောက်ကျ၍မျက်နှာငယ်လေသည်ထိုစူးစိုက်သောစိတ်ကိုလည်းပဲလေးကျင့်လျင်ဆက်လိုဖြစ်ကာ၎င်းစူးစိုက်ခြင်းအလုံး၌တနေ့တခြားလွယ်ကူ၍လာနိုင်သည်သို့လွယ်ကူနိုင်စေရန်အတွက်လေးကျင့်ခြင်းကိုများစွာပြုရလေသည်နေ့စဉ်နိုင်ဝက်လောက်စိတ်ပြည့်စရာကောင်းသောကျမ်းစာအုပ်တို့ကိုစူးစိုက်သောစိတ်နှင့်ဖတ်လျင်စိတ်စူးစိုက်ခြင်းထက်မြက်စူးရှာခြင်းသည်တနေ့တခြားကြီးမားလာလိမ့်မည်ပြောစရာစာအုပ်များမှာမူအလိုလိုစူးစိုက်လွယ်သဖြင့်လေးကျင့်ရန်မကောင်းချေတနေ့မှမပြတ်စေဘဲနေ့စဉ်ထိုကဲ့သို့လေးကျင့်ပါလေထိုအခါစူးစိုက်ဉာဏ်သည်လွယ်ကူ၍လာလတတ်မှတ်ဉာဏ်လည်းတိုးအသိပညာကြီးကျယ်၍လာလိမ့်မည်သို့တော်လည်းပဲမောပန်းနေသည့်အခါထိုလေးကျင့်ခြင်းမျိုးကိုမလုပ်အပ်ပေစာပတ်သောအရာမှာစိတ်ငြိမ်၍အနောက်ရှက်ကင်းသောနေရာဖြစ်စေရမည်ကိုယ်အနေထားမှလည်းပဲချမ်းသာစေ၍အလင်းရောင်ကိုကောင်းစွာရစေရမည်ထိုအခါစိတ်မှာအရေးကိစ္စကြောင့်ကြောင်းကြခြင်းဟုသည်မြကင်းရှင်း၍နေလိမ့်မည်မိမိဖတ်သောစာမှတပါအခြားဘယ်အရာကိုမျှမတွေးရချေဒိုလေးကျင့်ကံကိုရသူသည်စိတ်သခင်ဖြစ်၍မိမိ၏စိတ်ကိုခိုင်းစေနိုင်လေသည်ထိုသူသည်လူသားမှမဟုတ်လေတရလွင်ပါသောအမိုက်နှင့်တူသူတို့အထက်တွင်ထိုသူမပါချေဒူးခြားသောပုဂ္ဂိုလ်အဖြစ်သို့ရောက်ရလေသည်ထိုသူသည်လုံးသမျှအလုံး၌မြင်ရောင်၏အမတ်တင်ညာများသူတို့များမှာတိတာလေသည်အသိများလျင်စဉ်းစားခြင်း၏အလုံးမှာပျော်၍ပျော်လျင်စူးစိုက်၏စူးစိုက်လျင်အောင်မြင်လေသည်ထိုသူ၏စဉ်းစားသောအလုပ်သည်အထူးလျင်မြန်သောအကျင့်ကိုရ၍နေသည်အများမတွေးခေါ်သောအချက်အလက်တို့ကိုထိုသူမြင်သည်
ထိုကြံသက်ညံသက်တွေတွေ့လျင်မကုန်နိုင်ကြတညာအမှတ်မရှိသောခေါင်းပွားစိတ်မှာစူးဆိုင်ရန်ခက်ခဲလေသည်စူးဆိုင်သောစိတ်သည်ကြောက်ဆောင်လိုခိုင်သည်သို့တော်လည်းပဲဖောက်ပြန်ခြင်းမရှိတိုး၍သာထက်မြက်လေသည်ဥပဒံအစွဲစိတ်ကြံတို့သည်အလုတ်အဖြစ်သို့တဖြည်းဖြည်းရောက်ဖို့ရန်ရိပ်ညှော့အားတန်ကြသည်မိမိကိုမကြမ်းမာဘူးဟုအမြဲထင်သောသူသည်မကြမ်းမာအောင်မိမိကိုယ်ကိုပြူစားသောသူနှင့်တူသည်ထိုသူမှာဧကံမကြမ်းမမာဖြစ်ရတော်မူဟုယုံကြည်လေသည်အချို့သောသူတို့သည်တေမိနှစ်၌အသေးစကားကိုများစွာပြောတတ်ကြသည်ငါသေးလျင်ဘယ်လိုဖြစ်မည်ဘယ်လိုလုပ်ကြဟူသောစကားကိုပြောတတ်ကြလေသည်ထိုသူမျိုးသည်တေကာနီးသောလူမျိုးဖြစ်တတ်လေသည်ယင်းတို့မှာမိမိတို့အသေးစိတ်ကြောင့်တေရခြင်းဖြစ်သည်တချို့မှာတေလောက်သောဝေဒနာအကြီးအကျယ်ခံစားသဖြင့်ဧကံတေတော့မည်ဖြစ်တော်လဲပဲငါမြည်သူကိုတွေ့ပြီးမှတေမည်ဟုစိတ်ကိုတင်းကာတေခြင်းကိုခက်တစောင့်ဆိုင်နိုင်ကြသည်မှာစိတ်ကြောင့်ဖြစ်လေသည်အချို့ကလေးကိုမကြမကြစမ်းသက်ကကြောပူတဲ့ထင်ပါရဲ့ဖျားနေသလားစသဖြင့်ကြောင်းကြစိတ်ကြီးစွာဈေးအမျိုးမျိုးတို့နှင့်လိန်အုပ်မှန်ကလေးတစ်ကိုယ်လုံးမှာစေးစော်နှံအောင်ဂရုစိုက်ကြသည်၎င်းကလေးမျိုးမှာအခြားကလေးများထက်ချူကြတတ်လေသည်ညော်မိ၍ယောဂတိုးခြင်းသေခြင်း၌ညော်ကြောင့်မဟုတ်ညော်မိလျင်သေတတ်သည်ဟု၍ဆွဲမှတ်ယုံကြည်သောတပြည်တော်လုံးရှိမြန်မာလူမျိုးတို့၏စိတ်တကူကြောင့်ဖြစ်လေသည်ထိုစိတ်တကူသည်လူများတို့၏စိတ်မှထွက်သည့်အပြင်နှစ်ကာလပရိစေထကြာမြင့်စွာဆွဲခဲ့သောအဆွဲဖြစ်လေရာထိုအယူဆ၏တကူသည်လွန်စွာကြီးလေသည်ထိုဆွဲမရှိသောတန်းပြည်များ၌ညော်ကြောင့်သေသည်ဟုမရှိချေကယောဂါများဖြစ်ကြသည့်အခါထိုယောဂါကူးဆက်သည်ဟုယုံကြည်ကြောက်ရွံ့သဖြင့်တကယ်ယောဂါဖြစ်ကြလေသည်စူးစူးသည်ကိုမွေကိုက်သည်ထင်၍မွေစိတ်တက်သည်ရှားစေးကိုဘိထင်၍ကျင်းတ်သောဘိန်းစားများအကြောင်းကိုလည်းကြားဘူးကြပေလိမ့်မည်အမီလီကူးခေါ်ပြင်သစ်စိတ်ပညာရှင်သည်ထိုနည်းမျိုးဖြင့်ယောဂအမျိုးမျိုးတို့ကိုကုသခဲ့ရာများစွာအောင်မြင်ကြော်ကြားခဲ့လေသည်ပျောက်စေဆရာတို့သည်လည်းထိုနည်းကိုပင်သုံးမမသိသုံးနေကြသည်ဆရာတယောက်ကမိမိသည်ဝေဒနာအမျိုးမျိုးကိုဆေးရောင်အမျိုးမျိုးခြေလောက်သောရည်ဖြင့်ကုသခဲ့ရာတကယ်ဆေးနှင့်ကုသစဉ်ကားထက်ပင်အောင်မြင်ခဲ့ကြောင်းပြောဘူးလေသည်ရေကိုပေးခြင်းမှာလူမမာများကဆေးကိုတောက်ရမှဝေဒနာပြောက်မည်ဟုယုံကြည်သောကြောင့်ဆေးရောင်ဆောင်၍ရေကိုပေးသည်ဟု၎င်းဆရာဝန်ကြီးကထုတ်ဖော်ပြောကြားလေသည်ကျွန်တော်တို့၏မိတ်ဆွေတယောက်သည်ညတကောင်အချိန်ချောင်းဆိုးရာချောင်းဆိုးတိုင်းမှာခါးရွင့်မှာတန်ကြုံနှင့်ထိုးသလိုနာကျင်လေသည်ချောင်းမဆိုးပဲလည်းမနေနိုင်ကြအိမ်၌လည်းဆေးမရှိဆရာဝန်ကိုပင့်ခေါ်စေကမူချက်ချင်းချောင်းဆိုးပြောက်ဖို့ခက်သည်ခါး၌ထိုးသောအရာကိုယူပြစ်သလိုပြောက်အောင်လုပ်ဖို့ရန်ပုံမခက်ခဲလိမ့်မည်ရုတ်တရက်အိပ်ပျော်သောဆေးတစ်ခုခုကိုပေးမှတက်တာဖို့ရှိလေသည်ကျွန်ုပ်မှလည်းကြံရမရဖြစ်၍နေသည်တို့နေရာကဲချမော့စီပလင်းကလေးအိမ်မှာရှိသည်ကိုတတိယမိသဖြင့်အောင်မဲငါမှဆေးကောင်းရှိသားလားကွယ်ငါမေ့နေလိုက်တာဖြစ်မှဖြစ်ရလေတယ်တတိယလျင်အခုလောက်ကြာတော့ခံစားရမှာမဟုတ်ဘူးအရင်မိမတယောက်မင်းဖြစ်တယ်လို့ဖြစ်လို့တရုတ်ဆရာဝန်တယောက်ပေးတဲ့ဆေးငါအိမ်မှာရှိသားပဲဟိုမိမဖြစ်တာဟာမင်းအခုလိုဖြစ်တယ်လို့ပါပဲကွာဟုတ်ပါတယ်လိမ့်ပြီး3မိနစ်အတွင်းလောက်မှာအိပ်ပျော်သွားတာပဲချောင်းဆိုတာရောနာတာရောယူပြစ်တယ်လို့ပျောက်သွားတာပဲဒါနဲ့လူလုံးမဲမဲဆိုပြီးတော့ငါတောင်းလာခဲ့တာစောစောကတတိယရင်မင်းဒီလောက်တောင်းမခံရဘူးဟုအေးစစ်စစ်စိတ်ချယုံကြည်အားရဝမ်းသာသောအတန်အမူအရာနှင့်ပြောပြီးအခန်းတွင်းသို့ဝင်ကကျွတ်လျှောက်တန်းပေါ်မှပလင်းကိုယူပြီးတောင်ဆလေးဘဲတံကဲကြပုတ်စီကိုယူလာ၍လဲဘင်းနှင့်ခါတို့ကိုလိမ့်ပေးလိုက်ရာလိမ့်နေရင်ပင်ချောင်းဆိုးပြောက်ပြီးအိပ်ပျော်သွားလေသည်ထို့သူဆရာကိုလူမမာလွန်စွာအားကိုးယုံကြည်နေလဲပျောက်ကွယ်လေသည်စင်စစ်မှာဆရာဤတကိုးလည်းမဟုတ်ပါစိတ်ဤတကိုးလည်းမဟုတ်လူမမာ၌ရှိသောယုံကြည်သောစိတ်ဤတကိုးပင်ဖြစ်လျာဂျူဂျစ်စုခေါ်ဂျပန်တိုင်းတပ်ကိုသူ့အားနှင့်သူ့ကိုပြန်လှဲနိုင်အောင်လှုပ်ချင်းပင်ဖြစ်လေသည်ခန္ဓာကိုယ်ပေါ်၌လွှမ်းမိုးသောစိတ်ဤတကိုးသည်အဆုံးမရှိကြီးမားလေသည်အဘိဓမ္မာတတ်သောမြန်မာဓာတ်ဆရာများသည်ထိုပညာကိုလေ့ကျင့်လျက်တရားဝါများအားကြီးစွာသောအကျိုးကိုဆောင်ရာသို့ရောက်ပါလိမ့်မည်ယခုအခါ66ပါးသောဝေဒနာများကိုကုသရာ၌ဆေးလုံးမလိုဟုယုံကြည်ကြသည်ထိုစိတ်သည်ကိုယ်ယောဂါကိုသာမဟုတ်အချိန်မမှန်ခြင်းစီးကမ်းမရှိခြင်းပြင်းဤပေါ်ရော့ခြင်းစသည်စိတ်ယောဂါတို့ကိုပင်ပျောက်ကင်းချမ်းသာအောင်တတ်နိုင်လေသည်အလုတ်ကိုင်၌အချိန်မမှန်ခြင်းစီးစနစ်မရှိခြင်းသည်မြင့်ကောင်းမွန်သောရွယ်ချက်ကင်းမဲ့သူဟုတ်တကယ်ကြီးပွားတိုးတက်လိုသောစိတ်မ
မရှိသူတို့၏အမှတ်လက္ခဏာဖြစ်လျာအချိန်ပန်ခြင်းဤစနစ်ရှိခြင်းတို့ဖို့အဖို့ထိုက်တန်ခြင်းအကျိုးများခြင်းတာဝန်ဝတ္တရားကိုသိရခြင်းစသည့်အကြောင်းများကိုအထက်ထက်ဆင်ခြင်ခြင်းဖြင့်စိစနစ်ကြလာအောင်ကိုပြုပြင်နိုင်ကြလေသည်ကြီးပွားအောင်မြင်လိုသူရွယ်ချစ်ပေါက်ရောက်လိုသူတို့သည်အစမတန်လှင်မြန်သောစိတ်မရှိစေရအစမတန်လှင်မြန်သောစိတ်သည်လူလေလူပေါ့လူပြင်းလူညက်ဆရာနှဲသူစိတ်ကိုမထိန်နိုင်သူတို့၏အမှတ်လက္ခဏာဖြစ်သည်ပြင်းဤပေါ်ရသောလူငယ်သည်တပည့်စီကိုမြန်မြန်လှဲသည်ထမင်းကိုပလုတ်ပလောင်စားပြီးကစားဖို့ရန်လက်ကိုမှဆင်အောင်မဆေးပဲလုံချီနှင့်လက်ပါစပ်တို့ကိုတုပ်ပြီးအိမ်ပေါ်မှဆင်း၍ပြေးလေသည်အဘယ်လုံးမှာစိတ်ရှည်စွာနှင်းနှင်းမြန်မြန်တည်တည်ချာချာမလုပ်လိုပါထို့တငယ်သည်တေချာချင်းထူးမြတ်သောအလေးအကျင့်ကိုဘယ်အခါမှမရမရေရာသောသူဖြစ်ဖို့သာရှိလေသည်ထိုလိုမျိုးသည်စကားမမှန်ဂတိမတီပောဆစွာဂတိထားတတ်လေသည်ဟုတ်ကဲ့ကောင်းပါပြီလာပါမယ်စိတ်သာချပါဟုသောစကားမျိုးတို့ကိုပြောပြီးမေးလျော့တတ်သည်နောင်သောအခါ၎င်းအပေါ်၌ယုံကြည်စိတ်ချခြင်းမရှိအလကားမရေမရာလူပါဒီလူနဲ့မဖြစ်ပါဘူးစိတ်မချရတဲ့သူတခြားသူကိုမှားစမ်းပါအောင်ဟူသောစကားမျိုးဖြင့်၎င်းကိုချီးမြှင့်တတ်လေသည်နည်းနည်းစောစောမျက်နာလဲသက်စံလဲစေဟူသောအကျင့်ဝါဒသည်အမျက်ဆိုင်အောင်ဆွဲသောအခါထိုလူမျိုးသည်အဟုတ်တကယ်မြည်သည့်အလုပ်ကိုမျှထိထိရရအောင်မြင်အောင်လုပ်နိုင်တော့မည်မဟုတ်ထိုလူမျိုးအနက်1000တယောက်300တယောက်ကန်ဆွတ်မိသဖြင့်ပေါ်ရော်မှုကြောင့်မတော်တဆဥစ္စာစည်းစိမ်ကိုခလုတ်တိုက်မိသလိုတုံးမိပြီးမှကြီးပွားချမ်းသာဖို့ရှိလေသည်မလေးမှန်မှန်နှင်းမြန်မြန်ကြံအောင်ကြောင်းမှတ်ဟူ၍ slow and steady when the race ဟူသောအင်္ဂလိပ်စကားကိုမြန်မာလိုပြန်ဆိုနိုင်သည်တို့ဖြစ်၍အောင်မြင်သူသည်အလုပ်တစ်ခုလုံး၏ရုတ်တရက်ချက်ချင်းပြည့်မြတ်အောင်မြင်ခြင်းဖြစ်ဖို့ရန်မကြံရပါအောင်မြင်ခြင်းကိုရောက်စေမည်အဆက်ပိုင်းတွေအဆက်တွေကိုတစ်ပိုင်းပြီးတစ်ပိုင်းတစ်ထက်ပြီးတစ်ထက်တစ်ဆက်ပြီးတစ်ဆက်ဖြိုဖို့ကိုစူးစမ်းရမည်တင်းကြီးခံရမည်ကြီးသောအခက်ခဲထုံးကြီးကိုငယ်သောအခက်ခဲလေးတွေဖြစ်အောင်လုပ်ရလေသည်စန်တာကုတ်သည်အစွန်အနားမှတစတိုက်၍အောင်မြင်ခဲ့တယ်လို့သဘောထားရမည်ခက်ခဲခြင်းတောင်ကြီးတစ်လုံးကိုကြည့်လေကြီးမားလွန်းသဖြင့်ကြောက်ရွံ့ကစိတ်အားရောတတ်သည်ထိုကဲ့သို့မကြည့်ရပေပညာသင်ရ၌လည်းထို့အတူသဘောထားရမည်ကြီးသောစာအုပ်ကြီးကိုကြည့်ကအဆုံးကိုကြော်၍ဖတ်သူခုံ၍လှန်သူတို့သည်အခက်ခဲကိုဖြိုဖို့မကြိုးစားအခက်ခဲကိုပုံမကြည့်အောင်လုပ်ကမိမိကိုယ်ကိုချောက်လန့်သူနှင့်တူသည်တို့ဖြစ်၍အလို့၏အောင်မြင်မှု၌ယနေ့သို့မဟုတ်ဤရစ်တဲ့ဘက်သို့မဟုတ်ဤပထမလမှာငါဘယ်မျှလောက်ဖြူမီဘယ်အပိုင်းကိုပြင်းမြောက်အောင်လုပ်မည်ဟုစိတ်ကိုပိုင်းဖြတ်ကလုပ်ရမည်တင်းကြီးခံရမည်ဤရာ၌အထက်ဖော်ပြခဲ့သောဆူးရှသောစိတ်သည်အရေးကြီးလေသည်အနည်းဆုံးအရေးကြီးဆုံးလက်ငင်းလို့ရန်လူရင်းကိုစူးစိုက်စွာရှာလေအများအားဖြင့်အလုပ်တစ်ခုကိုလုပ်ချင်သည့်အခါအကုန်စင်ငုံတွေးလျက်မြောက်အောင်သည်ရတယ်လို့ဘယ်အရာကစရမည်မသိစီးဝါမထင်မမြေအောင်ခန့်ဖြစ်ကစိတ်ထဲမှာဝေမှိုင်းလျက်အချိန်ကုန်တက်လေသည်တွေးကြံခြင်း၌အနုစိတ်ရမည်ကျဲလျင်အလန့်ကျဲ၍အလေလက်တတ်သည်ဟုသောစကားအတိုင်းပြေယုံမြတာမကအရေးကြီးသောအချက်များကိုကြော်၍သွားတတ်လေသည်မသိသူမမြင်သူကြော်၍သွားသည်ဟုသောစကားလိုဖြစ်တတ်လေသည်မကြော်လေနှင့်စိတ်တွေးစစ်ကြံငင်သက်မပြောဘဲမြန်ရမည်အဘယ်မျှပဲအလုတ်ကြီးစီကမူစိတ်တွေး၍စူးစိုက်စွာကြည့်လျင်နိုင်ခွက်ကလေးတွေမြောင်များစွာပေါ်လာသည်ကိုမြင်ရလိမ့်မည်အကြံများလျင်ကထိုကဲ့သို့မဆိုင်နိုင်စူးလည်းမစူးနိုင်စူးစိုက်သောအမြင်ဉာဏ်သည်စိန်ကြောက်ပမာတောင်ကိုဖောက်နိုင်လေသည်ခက်ခဲဟုသည်မြအညာရှိသည်ထိုအညာကိုတွေ့အောင်ရှာပါလေစူးစိုက်သောစိတ်နှင့်လျင်မြန်စွာတွေးတတ်သောအလေးကျင့်ကိုရသူမှာပင်ပန်းစွာရှာဖို့မလိုချေအမြဲစိတ်ကိုရှင်းလင်းလျက်ရှိစေရမည်ခေါင်းမရှုပ်နဲ့ရှုပ်သည်ထင်လျင်ဘယ်တွေ့ဟုတွေးအောင်ရှာ၍ရှင်း၍ပြက်စိတ်ကြည်လင်ဉာဏ်ကြည်သည်စိတ်ညစ်စရာမခံခြင်းစရာအကြောင်းမဲ့စိတ်နှောက်ယှက်ဖြစ်စေသည့်အရာများကိုဖျောက်ဖြစ်လေလူမှန်သမျှအမြဲစိတ်ညစ်တတ်သည်စိတ်ညစ်ဖို့မလိုပါဘယ်သူမှမဆိုစိတ်နှောက်စရာတွေအမြဲရှိတတ်သည်စိတ်ထဲမှာဝင်တို့ကိုထမ်းထားရသလိုသာများခဲ့လေသည်တို့ကဲ့သို့သောလေးလံခြင်းကြောင့်အဘယ်အကျိုးရှိခဲ့သနည်းလေးလံခြင်းကြောင့်တစုံတစ်ခုဖြစ်ခဲ့ပါသလားထိုလေးလံခြင်းတို့သည်ဘယ်အကျိုးရှိပါသနည်းရှင်းလင်းဖယ်ရှားပြစ်လေမဖြစ်သေးသောအရာအတွက်ပူ၍မနေပါနဲ့လက်ပြန်ကစံအိုး၌စံမရှိသည်ကိုတွေး၍မပူနဲ့ရှိအောင်လုပ်ဖို့အတွက်နီလန်းကိုရှာပါရှိမည်ဟုယုံကြည်စိတ်ချပူပန်ခြင်းကြောင့်မဟုတ်ချေမရှိခိုက်ပါဧည့်သည်ရောက်လျင်မရှိကြောင်းပြောပါရှစ်လျင်အကြောင်းမဲ့ဝင်လေးတတ်သည်
ဆွေမျိုးညာတိတယောက်ကအပူလာ၍ကတ်လျင်ပေးနိုင်၍ပေးတင်လျင်ပေးလိုက်ပါမပေးတင်လျင်မပေးပါနဲ့မပေးနိုင်လျင်မပေးနိုင်ကြောင်းကိုပြောယုံရှိပါသည်မယုံလို့စိတ်ဆိုးခံရလျင်အဘယ်ကြွရုပ်ဖို့ရှိပါသနည်းဟန်မလုံးနဲ့မကြွားနဲ့စကားတခွန်းပြောမည်ရှိသည့်အခါကြွားဝါသောအရေးငွေ့ပါသလားဟုသတိထားပါကြွားဝါသောအတန်သည်တိတာသည်တင်းတို့တိမ်ပြင်းသောအကျင့်ဖြစ်သည်တလလျင်မိမိအဘယ်များလောက်စီသည်ဘေးကားနှင့်ဘာနှင့်တလ300ကျော်လောက်တော့ဝင်လာပဲဟုသောစကားမျိုးသည်ဒုက္ခပေးတတ်သည်အထင်ကြီးခံရလျင်ဝင်လေသည်ဟုသိလေမရှိသောကြောင့်ကဲ့ရဲ့ရှုံချခြင်းမုန်းထားခြင်းကိုမခံရကြောဝါသူကိုမြည်သူမျှမချစ်ပေတတ်ဟန်မဆောင်ပါနဲ့ပညာကိုမောက်ခြင်းသည်ဟန်ဆောင်ရသဖြင့်ဝင်လေသည်အချို့မှာပညာကိုမောက်ခါအထက်သို့စိတ်ရောက်နေတတ်သည်ဟန်ဆောင်ရခြင်းသည်အဝတ်တက်ကိုဝတ်ခါမထန်ရဲမမိရဲသောသူ၏အလားစင်းရဲကြီးစွာဖြစ်တတ်လေသည်မရှိဘဲဟန်လောက်ကအနေမြင့်ခြင်းသည်လည်းပဲကြီးစွာသောစင်းရဲခြင်းအကြောင်းဖြစ်စေသည်နောင်ဖြစ်မည့်အရေးကိုသာတွေး၍မနေပါနဲ့ယခုချက်ချင်းဖြစ်နိုင်သလောက်ဖြစ်ပါလေယခုဖြစ်မှနောင်ဖြစ်သည်နောင်ကိုတွေးကာယခုအေးနေလျင်အတွေးနှင့်ပြီးတတ်လေသည်ပကြီးစရာဖြစ်လို့လေနောက်ဆုံး3နှစ်ကြာလဲငါဖြစ်မှာပဲဟုမတွေးနဲ့ငါပကြီးစရာဖြစ်သည်ဟုယုံကြည်ကာယခုပင်ရေး၍နေရလိမ့်မည်နောင်ကာလ၌ဒုက္ခချမ်းသာဖြစ်မည့်အရေးကိုမတွေးနဲ့ခုလည်းငယ်စိတ်ချမ်းသာပျော်မွေ့စွာနေပါအားလက်ခွင့်ကိုယူ၍အလဲပတ်သွားပါလေပျော်ပွဲစားထွက်ပါလေပျော်သည့်အခါကြောင်းကြစရာဟု၍မရှိစေနဲ့လို့သောအလုံးနဲ့ပျော်စရာအချက်ကလေးများကိုရှာ၍ပျော်အောင်လုပ်ပါနောင်ကိုမျှော်လျင်နောင်ကိုမျှော်သောအလေးသည်စက်ခါအဆုံးမရှိတေသည့်တိုင်အောင်မျှော်၍သာနေလိမ့်မည်လူ၏စိတ်သည်မယမနာတိုး၍သာတောင်းတသည်နောင်ဘယ်အဖြစ်မျိုးဘယ်အနေမျိုးကိုရောက်မှပျော်မည်ဟုအောင်းမေ့၍နေရာထိုအခြေအနေကိုပင်ရောက်စေကမူတင်းတိမ်ခြင်းမရှိဘဲဆက်လက်ကတမျိုးတည်းသောအခြေအနေသို့တဆင့်လှမ်း၍မျှော်လိမ့်မည်ဤဘဝမှာပျော်ပျော်နေခြင်းသည်အကြီးဆုံးသောရွယ်ချက်ကြီးတစ်ခုဖြစ်သည်ပျော်ပျော်နေဖို့ရန်အတွက်တဖားဖားရှာကြံ၍နေရသည်ပျော်ရွှင်နေခြင်းကိုအချိန်ရွှေ့လျင်ဘယ်အခါမျှပြောရတော့မည်မဟုတ်ပေအစာစားသူသည်မိုးသိပ်သဖြင့်မိုးသိပ်ခြင်းပြေပြောက်အောင်စားရမပြေမီသာအရသာခရ၏ပြေလျင်ဘယ်မှာအရသာရှိတော့မည်နည်းတို့တူပျော်ပျော်နေဖို့ရန်အခြေအနေကိုရှာကြံခြင်း၌အခြေအနေကိုရောက်မှပျော်မည်ဆိုလျင်အပျော်နှင့်မတွေ့ပဲဝါလျင်ဤခြင်းနှင့်တွေ့တတ်လေသည်ကျွန်ုပ်သည်စိုင်းဆရာဖြစ်ခဲ့သည်မှာမတော်တဆကံအားလျော်စွာဖြစ်ခြင်းမဟုတ်တကယ်ဖြစ်အောင်ကြိုးစားခဲ့၍ကျောင်းမှနေစဉ်ကပင်စိတ်၌ဖြစ်ခဲ့သည်နာမည်ကျော်စိုင်းဆရာဖြစ်လင်အလွန်ပျော်မှာပဲဟုအောင်းမေ့မှတ်တင်ခဲ့သည်ဖြစ်သောအခါညီငွေလက်မလွဲသာရသာစာကိုရေး၍နေရသည်အခြားအလုပ်အမျိုးမျိုးနှင့်စာလျင်ဤအလုပ်၌ပုံမပျော်ပတ်သည်ဟုဆိုယုံမျှသာရှိသည်တို့ဖြစ်လျာပျော်အောင်ကြိုးစားရသည်လောကသည်အမှောင်ဖြစ်သည်ဒုက္ခ၏လမ်းကိုပိတ်ဖုံးသောမြူမောင်ကြီးပေသည်တို့ဖြစ်၍အမှောင်ကိုပယ်ရှားနိုင်သလောက်ဒုက္ခသည်အလင်းရောင်ကြီးကိုရရှိခံစားရလေသည်နိုင်မည်ဟုယုံကြည်ခြင်းသည်နိုင်ခြင်း၏အစဖြစ်သည်နိုင်မနိုင်ပါမလားဟုတွေးခြင်းသည်အရှုံးခြင်းနှင့်မဟာမိတ်ဖြစ်သည်ဆဲအားငယ်ခြင်းသည်လူတကိုယ်လုံး၏အားကိုရုပ်စေတတ်သည်ဉာဏ်မျက်စိကိုမှိမ့်မိန်စေတတ်သည်ရဲလင်ဉာဏ်ပွင့်၏ဉာဏ်ပွင့်လျင်အောင်မြင်သည်ရွှင်ပြထက်မြက်ကြက်သည်အယောင်ဝါနှင့်ပြည့်၍လာသည်ဩဇာတကိုယ်လည်းတိုးတက်လာသည်ကိုယ်ဝံလည်းခံကြ၍နေသည်မိမတရားကိုစုံနှုတ်စွာအချိုးအစားမကျဝက်စင်စေ၍ပြိတ္တထဲသို့ဆေလွတ်လျင်စကားလည်းအာ၍သွားသည်မျက်နာမှာလည်းမှိမ့်မိန်သည်ချစ်စပွဲကောင်းသောလက်ဆက်ချင်းတွေပျောက်ခါကိုဟန်အမူအရာပါတိမ်ဖြစ်၍သွားလိမ့်မည်ဤကားရှက်ရမှကြောက်ဝင်ခြင်းစိတ်အားငယ်ခြင်းကြောင့်ဖြစ်လေသည်၎င်းမိမကိုပင်သားနာစွာခက်ဆန်ဆုံးဝက်စင်စေပြီးပြိတ္တထဲသို့ဝင်ခိုင်းလျင်တမျိုးဖြစ်ကာဖီလာဖြစ်သောပြောင်းလဲခြင်းကိုတွေ့ရလိမ့်မည်ဂုံသေး၌အထက်တန်းစားယောက်ျားမိန်းမများမှာအဆဆအရာရာ၌ချီးမွမ်းခြင်းခံရလေသည်အချို့ကမျက်နာရှိဂုံသေးရှိသူဖြစ်သောကြောင့်ချီးမွမ်းကြသည်ဟုတွေးကြပေလိမ့်မည်ထိုတွေ့သည်လုံးလုံးကြီးမှသည်အကြောင်းမူကားများသောအားဖြင့်အထက်တန်းကြသူတို့မှာချီးမွမ်းလောက်သောဂုဏ်တို့နှင့်အများအားဖြင့်ပြည့်စုံတတ်လေသည်ထိုကဲ့သို့ပြည့်စုံခြင်းမှာရဲရင်ခြင်းကြောင့်ဖြစ်သည်၎င်းတို့မှာဆင်းရဲဆုတ်နှုတ်၍သွားလျင်ထိုဂုဏ်တွေပါရော၍သွားတတ်သည်ဖြစ်လေသည်၎င်းဂုဏ်ဆိုသည်မှာကိုချင်းတရားနှင့်ဆိုင်သောဂုဏ်မျိုးကိုမဆိုလိုတွက်လက်ထက်မြက်ရဲရင်ခြင်းမှထွက်ပေါ်၍လာသောဂုဏ်သေးကိုဆိုလိုခြင်းဖြစ်သည်အတိုင်းဝိုင်းအပေါင်းအသင်းတို့၏အားပေးခြင်းသည်လည်းထို့အတူပင်ဖြစ်သည်တို့ဖြစ်၍ဆရာငယ်ခြင်းသည်အောင်မြင်ခြင်း၏အကြီးဆုံးသောရန်သူဖြစ်သည်ဟုမှတ်ရမည်ကိုစွမ်းကိုယုံကြည်ရမည်ယုံကြည်လောက်အောင်လည်းကြိုးစားရမည်ပရိသတ်ရှိ၌ပြောဟောသောသူမှာ
ရေး၍ထားသောဟောเสียအကြောင်းအချက်တွေကိုလက်ဝယ်ဆောင်၍ထားသည့်အခါဒုစာများကိုပင်မဖတ်ရစေကမူအရေးကြီးရှိကကြီးဖို့ရန်အသင့်ပါသည်ဟူသောစိတ်ကအားပေးသဖြင့်အပြော့အဆိုမှာချောမောနိုင်လေသည်ဆရာသည်မိမိ၏ចောင်းသားများရှိ၌ပိုင်နိုင်စွာပြောနိုင်သည်တခြားပရိသတ်များရှိသို့ရောက်သောအခါငါ၏တပည့်တွေမဟုတ်ငါဆရာဖြစ်လောက်သူတွေလည်းရှိမှာပါပဲဟူသောအတွေးအကြောက်အဝင်ကခက်ခဲစွာပြောရတတ်လေသည်တွေးကြံသောအရာများသည်လည်းအလုများဖြစ်လေသည်ဟူသောစကားမှန်လျင်ယုံကြည်သောအရာများသည်လည်းတာ၍ပင်အလုဖြစ်လွယ်ဖို့ရှိလေသည်တို့ဖြစ်၍အောင်မြင်မည်ဟု၍ယုံကြည်ကာအောင်မြင်ခြင်းကိုသာထင်၍မြင်နေလျင်အဘယ်မှာမောင်မြင်နေပွဲရာရှိမည်နီအောင်မြင်မည်မဟုတ်ဟုတွေးကာကြောက်ချင်းသည်ဆယ်ကလျင်ကိုးကမှရှုံးတတ်လေသည်ထိုတွေးနည်းသည်မှားသောတွေးနည်းဖြစ်သည်အလို့တစ်ခုခုကိုလောက်ကံကြံစီသောအခါအောင်မြင်ခြင်းကိုသာထင်မြင်ယုံကြည်ရမည်ညအခါအိပ်၍ပြောသည့်အတိုင်းအောင်မြင်ခြင်းကိုထင်မြင်ပါစေဥပမာအိမ်ဆောက်ဖို့ကြံစီသောသူသည်အိမ်ကိုဆောက်ပြီး၍မိမိပိုင်ရှိနေသည်ကိုထင်မြင်ရမည်မိမိဆောက်လိုသောအိမ်ဤပုံတံကွက်ကွက်ကွင်းကွင်းစိတ်ဤမျက်လုံး၌ထင်းထင်းကြီးမြင်အောင်ရှုလေထိုအိမ်၌တကယ်နေရသလိုစိတ်ဖြစ်နေရမည်စိတ်ထဲ၌တကယ်စိုးပိုင်နေရမည်လောက၌ဘယ်ရာမဆိုထိုကဲ့သို့ထင်မြင်ုံနှင့်ရမည်ဟုမဆိုလိုပါသို့တော်လည်းရဖို့နီးလမ်းမှာရာခိုင်နှုန်း90တိုးစီနိုင်လေသည်လူသည်အထင်မြင်၌တိရစ္ဆာန်တို့ထက်သာသည်ယခုအခါလေရင်ပြန်ဝါယာလက်များပေါ်လာသည်မှာရှေ့ပေါ်သည့်အခါကလူတို့၏စိတ်ထဲ၌ထင်မြင်တောင်းတခဲ့ကြသောအထင်မြင်စိတ်တို့၏အကျိုးဆက်ပင်ဖြစ်လေသည်စက်ကြိုးရန်တရားအတက်ကောင်းကင်ယထာများအကြောင်းကိုမြည်သည့်လူမျိုးပုံမြင်ဒဏ္ဍာရီမျိုး၌မဆိုတွေ့ရှိနိုင်လေသည်အာယာနပီအီဂျစ်အမေရိကန်တိုင်းတို့သည်ယုံကြည်ကိုးစားလျက်လွတ်မြောက်ခြင်းကိုတကယ်လိုလားတောင်းတထင်မြင်ခဲ့သောကြောင့်ရခဲ့ကြသည်အိန္ဒိယတိုင်းသည်လည်းယခုအခါထိုနည်းအတိုင်းအဟုတ်တကယ်ထင်မြင်နေသည်တို့ဖြစ်၍လွတ်မြောက်ခြင်းကိုဧကန်ရတော်မူဟုယုံကြည်လေသည်အချို့မှာရှက်ကြောက်အားကြီးသဖြင့်တိုးတက်ခြင်းမရှိကြကြ၎င်း၏စိတ်၌မိမိကိုယ်ကိုအောက်ကြသည်ဟုမှတ်ထင်ကြသည်အဘယ်မျှပင်မာနရှိစေကမူ၎င်းတို့၏စိတ်သည်အမှန်အောက်ကြသည်မိမိကိုယ်ကိုတစုံတစ်ယောက်ကရှုံချလိုက်မှာကိုလွန်စွာဆုတ်သဖြင့်လူတွေကိုမဝင်ဘဲနေကြသည်ဒုလူမျိုးသည်မိမိတို့၏ရှေ့၌ရည်ရွယ်ချက်တစ်ခုကိုထားပြီးလင်ထိုရည်ရွယ်ချက်အောင်မြင်ပေါက်ရောက်စေမည်နီလန်းဟုသည်များကိုတွေ့အောင်ရှာကြံလုပ်ကန်ရမည်ထိုအခါအဆိုပါအတွေ့မျိုးအကြောင်းမျိုးတွေဝင်ရောက်နှောက်ယှက်ဖို့နေရာရှိတော်မည်မဟုတ်ပေတို့ပြင်လူများသည်ငါ့ကိုလာဂရုစိုက်၍နေကြမည်မဟုတ်အသီးသီးအလုပ်တွေရှိကြသည်ငါကဘာကောင်မို့ငါ့ကိုလူတိုင်းကဂရုစိုက်ပြီးငါ့ပေါ်မှာအပြစ်ကိုရှာနေကြမှာတော့ဒင်းတို့စိတ်ထဲမှာထင်ခြင်းရာထင်ငါဘာဖြစ်ဖို့ရှိသလဲငါမှာလူအများချုံချကဲရဲ့စရာဘာအပြစ်ရှိလို့လဲငါထက်မကပင်ငါလောက်မှပင်အရေးချင်းမရှိသူမြည်သူမြည်ဝါတို့မှာဘယ်ပုံထင်ရှားရှိနေကြသလဲဒင်းတို့ထက်ငါကပုံမပေါရောက်ရမည်ဒင်းတို့ထက်ငါတာသည်ဟူသောစိတ်ကိုထားရမည်အိယာ၌စိတ်ညင်ရာတွင်အိပ်ပျော်သည့်တိုင်အောင်ထိုကဲ့သို့တွေးရမည်အန်ကျိတ်ခြင်းလက်သီးဆုပ်ခြင်းကိုယ်ရင်ကာတောင့်တင်းခြင်းမရှိစေရထိုနေထားများသည်လျှက်စစ်တက်ကိုဖြောင့်မတ်စွာမထွက်စေဘဲတွန်းဆုပ်ကြက်တဲရုပ်ရော့တင်းကျပ်ခြင်းဖြစ်၍နေစေတတ်လေသည်အခြားလူတစ်ယောက်နှင့်တွေ့၍မိမိကယွန်းတယ်လို့ရှက်ကြောက်တယ်လို့ဖြစ်လျင်ဒင်းကဘာလူလဲဟုအောက်မေ့က၎င်းတို့အကဲခတ်လေထိုအခါထိုသူမှာတင်းငယ်တယ်လို့ဖြစ်လျက်ယွန်းတက်ခြင်းရှက်ခြင်းကြောက်ခြင်းများကိုတတိယတော့မည်မဟုတ်ပေမိမိလုပ်သောအလုပ်ကိုကျွမ်းကျင်သူမှာကြောက်ရွံ့စိတ်နှဲသည်တို့ဖြစ်၍မိမိ၏အလုပ်နှင့်ပတ်သက်၍သိရှိစရာမှတ်သားစရာဖတ်စရာဟုသမျှတို့ကိုဖတ်ရမှတ်ရမည်သို့မှသာအောင်မြင်နိုင်သည်လောကျင်ဤကြကြမှန်ကန်စွာတွေးတတ်ကြံတတ်ခြင်းမှန်ကန်စွာနားလည်ခြင်းအတွက်လည်းပေါ်လျော့စွာမနေရပါလောကျင်ဤကြကြမတွေးတတ်လျင်အထင်မြင်လွဲမှာတွေးပုံကြံပုံမှာကွာသမားဖြစ်တတ်သဖြင့်လူရဲစရာဖြစ်တတ်လေသည်ဘုဒ္ဓအတွေးခေါ်များသူတို့မှာလောကျက်ဉာဏ်ပညာပေါက်အောင်နိုင်သည်သို့တော်လည်းပဲယခုခေတ်ကာလလူများသည်ယဉ်ကျေးသည်သာများကြလေရာလူပရိသတ်အလယ်၌တစုံတစ်ယောက်အားအလွန်ခွာကြသူမဟုတ်သမျှရှစ်လောက်ကြောက်လောက်အောင်လောင်ပြောင်ရဲမောခြင်းရှုံချခြင်းကိုပြုလိမ့်မရှိကြကြလူဘဝ၌ပြန်လည်၍မတွေးဝံ့မတွေးခြင်းတွေးရမှာကိုပင်ရှစ်ကြောက်သောအကြောင်းအရာများဖြစ်ခဲ့ဘူးတတ်သည်ထိုအကြောင်းအရာများသည်ရှစ်ဖွယ်သော၎င်းဖြစ်တတ်လေသည်ကြောက်ဖွယ်ရာသော၎င်းအောက်ကျနောက်ကျဖြစ်ခဲ့ရခြင်းအဆိုအပြောခံခဲ့ရခြင်းရှက်ခြင်းပရိသတ်အလယ်၌ရှက်စရာတစုံတစ်ခုဖြစ်ပွားခြင်းသည်ပြန်လည်၍မတွေးကျင်သောအကြောင်းအရာများဖြစ်သည်ပြန်လည်၍မတွေးကျင်သဖြင့်မေး၍ပြစ်ခြင်းသည်အလွန်ကြောက်မက်ဖွယ်ကောင်းသည်
အကြောင်းမူကားမေသောအခါထိုအရှက်ကြောင်းကိုအတွင်းစိတ်ကမမေးတတ်ချေကိန်းအောင်ကအာယုံကြောကိုပူးကပ်ပြီးလင်ဝေဒနာတစ်ခုခုသော၎င်းယူသွချင်းသော၎င်းဖြစ်စေတတ်လေသည်မမေ့သေးလေအန်ဒီမပေးမေ့မှပေးတတ်သည်ဖြစ်ရာအဖြစ်ပြက်များမမေ့စေအောင်ပြန်လည်၍တွေးတောရမည်တခါတရံအကြောင်းတစ်စုံတစ်ခုကြောင့်ထိတ်လန့်၍အော်မြည်ပြုပြီးမှအခြားအကြောင်းတစ်ခုခုကြောင့်မော်အော်ပဲချုပ်ရထားသည်ထိုအကြောင်းကိုမမေ့သေးသမျှတစ်စုံတရာမဖြစ်ချေမိသောအခါ၌ကလူပြူစားသောယောဂတစ်မျိုးမျိုးတစ်ခုခုသော၎င်းပုကတ်သည်နှင့်တူသောပယောဂဆိုသည့်ယောဂမျိုးသော၎င်းအတွင်းအင်္ဂါနှင့်သော၎င်းပတ်သက်သည့်ယောဂအကြီးအကျယ်ဖြစ်တတ်လေသည်ဘယ်အကြောင်းကြောင့်ထိုကဲ့သို့ဖြစ်တတ်သည်ကိုဖော်ပြလျင်များစွာကျယ်ဝန်းပေလိမ့်မည် Psychoanalysis ခေါ်စိတ်ပညာကိုနားလည်မှအကြောင်းရင်းကိုနားလည်နိုင်သည်သို့ဖြစ်၍ထိုကဲ့သို့သောအဖြစ်အပျက်မျိုးကိုဘယ်အခါမျှမမေ့ရပေထိုနည်းမျိုးကြောင့်ဖြစ်သောယောဂများမှာဆေးဆရာများကု၍မရတတ်ပါယောဂဟူ၍ပင်သိရန်ခက်တတ်လေသည်ဘယောဂခေါ်သောဝေဒနာမျိုး၌အများအားဖြင့်ထိုနည်းမျိုးနှင့်ဖြစ်သောစိတ်ဖန်ဆာခြင်းကြောင့်ဖြစ်သည့်ဝေဒနာများရှိကြလေသည်ထိုယောဂမျိုး၌ဥရောပအမေရိကစိတ်ပညာဆရာတို့သည်လူမမာအားတိတ်ဆိတ်စွာစစ်ဆေး၍ဖြစ်ဖူးသည့်အကြောင်းအရာများကိုမေးမြန်းစုံစမ်းကြသည်သို့စုံစမ်းရာအကြောင်းအရင်းကိုတွေ့သည့်နှင့်တပြိုင်နက်တည်းထိုဝေဒနာပြောက်ရလေသည်အကြောင်းရင်းကိုပြန်၍တွေးခြင်းသည်အဖြစ်အပျက်ပြန်၍သတိရခြင်းပင်ဖြစ်လျာဆေးကုဖို့မလိုချေအကြောင်းရင်းကိုရှာ၍မတွေ့လျင်မူကားဘယ်ဆေးမျှကု၍ယောဂမပြောက်နိုင်ချေယူသူတို့မှာမျိုးရိုးမရှိလျင်ထိုကဲ့သို့သောနီးမျိုးကြောင့်ဖြစ်သောယူသွချင်းတွေပုံမူ၍များတတ်လေသည်တို့ဖြစ်၍သက်ရှည်စွာဝေဒနာကင်းလျက်ယူသွချင်းကိုကာကွယ်သောနည်းမှာအဆိုပါဖြစ်ပျက်များကိုမမေ့မပြောက်ရအောင်စိတ်ထဲ၌ပြန်၍တွေးဖော်ခြင်းပင်ဖြစ်သည်တောကအပူတစ်ခုခုရှက်စရာတစ်ခုခုရှိ၍မည်သူကိုမျှမပြောဘဲမြုံထားခြင်းသည်အန္တရာယ်ကိုဖြစ်စေတတ်သည်တို့ဖြစ်သောကြောင့်လူကြီးမိဘဆရာသမားအဆွေခင်ပွန်းကောင်းများအားပြော၍ပြရမည်သို့မဟုတ်အရေးမကြီးအောင်စိတ်ကိုစိတ်ဖြင့်စင်ကြင်၍ပြရမည်အစွဲဟုခေါ်သောယောဂမျိုးသည်ထိုကဲ့သို့စတင်တတ်သည်အခါများစွာအကြောင်းမဲ့စိတ်ထဲ၌လေးလံ၍နေတတ်သည်စိတ်အလုတ်တစ်ခုခုများကြည့်လင်လေထိုကဲ့သို့ဖြစ်တတ်သည်ဆရာငယ်တို့လိုဖြစ်နေတတ်သည်ထိုကဲ့သို့ဖြစ်ခြင်းကိုအင်္ဂလိပ်လို blues ဟုခေါ်သည်ဤလိုဖြစ်သည့်အခါကိစ္စဟုသမျှကိုဖျောက်ဖျက်ကာလေပတ်ကစား၍ပြရမည်ငြိမ်သက်စွာနေလျင်ထိုဝေဒနာတိုးတက်၍လာတတ်သည်အလုတ်အကိုင်းအနေအထိုင်၌ပြောင်းလဲခြင်းဖြစ်စေရသည်ဝမ်းနည်းသောကြောင့်ငိုသလောငိုသောကြောင့်ဝမ်းနည်းသလောကြောက်လို့ပြေးခြင်းလောပြေးလို့ကြောက်ခြင်းလောဤမိကွန်းသည်စမ်းကြဲသောမိကွန်းမဟုတ်စိတ်သာလျှင်ကိုပြုပြင်သည်မဟုတ်ကိုသည်လည်းပဲစိတ်ကိုပြုပြင်လေသည်ဥပမာဒူးထ၍လက်အုပ်ရှိကနဖူးဘက်သို့လက်ကိုတင်၍မျက်လုံးကိုမှိတ်ကာဥညွတ်လိုက်လျင်ဖျားကိုကြည်ညိသောစိတ်အလိုလိုဖြစ်ပေါ်၍လာသည်စိတ်ညက်သည့်အခါကုန်း၍ထိုင်လျင်လက်ဝါးထက်သို့ဥခေါင်းကိုတင်ထားလျင်တာလွန်စိတ်ညှိုးနှွမ်းခြင်းကိုဖြစ်စေတတ်သည်သို့ဖြစ်၍ခန္ဓာကိုယ်ကိုဖြောင့်မတ်စေလျက်ပြုံးရွှင်သောမျက်နှာကိုထားရမည်ထင်းခုတ်ရည်သည်ပန်းပင်ရေလောင်တေးဆူလီချွန်တိမုတ်ကာကစားခြင်းများသည်စိတ်ညစ်ခြင်းကိုနိုင်သောဆေးများဖြစ်သည်လေမချွန်နှင့်ဟူသောရှေ့လူကြီးစကားများကိုနားထောင်ရမလိုအပ်ပေအားလက်ခြင်း၎င်းအားလက်စွာနေခြင်းသည်မကောင်းစိတ်တို့၏ကျက်စားရာမိုင်းတန်ကွင်းပြင်ကြီးတစ်ခုဖြစ်သည်အလုံးမှရန်နာခြင်းဆိုသည်မှာအများအားဖြင့်အပြင်းပြေစင်ကြေစကားဖြစ်သည်အလုတ်တစ်မျိုးပြီးတစ်မျိုးပြောင်းလဲ၍လှုပ်ခြင်းသည်ကောင်းဆုံးသောရန်နာခြင်းဖြစ်သည်လုံးလုံးကြီးအားလက်ခြင်းသောစိတ်ကိုအလိုလိုက်လျင်ဘာကိုမျှမလုပ်ချင်သောအဖြစ်သို့ရောက်တတ်လေသည်အချို့သောသူများသည်စာရေးရာမှပကြီးသို့ကူးသည်ပကြီးမှပယံသို့ခုန်သည်ပယံမှခြံထဲသို့ဆင်းသည်မောသောအခါထိုင်၍စာဖတ်သည်ထိုနည်းသည်မိမိအစိတ်အစွမ်းတို့ကိုအမြဲသွေး၍နေသောဤကောင်းဖြစ်လေသည်ကြောက်ရွံ့ခြင်းသည်အကြောက်ကိုတိုးစေသည်ကြောက်လေဖြစ်တတ်လေသည်တို့ဖြစ်၍လောက၌ကြောက်စရာကောင်းဆုံးသောအရာသည်ကြောက်ရွံ့ခြင်းပင်ဖြစ်သည်ဟုဆိုအပ်ပေသည်ကြောက်အားကြီးလျင်အသိဉာဏ်ကင်းလွတ်ရ၏စိတ်အားကိုစိုးရုပ်စေတတ်လေသည်ကြောက်ခြင်းသည်အသိဉာဏ်ကိုကင်းလွတ်စေလျင်တတိဉာဏ်ကိုတိုးစေသောအရာကဘယ်အရာနည်းဟုအထူးရှာဖို့မလိုပေရဲခြင်းသည်တတိဉာဏ်ကိုတိုးစေ၏ဟုဆိုရပေမည်အများအားဖြင့်လူစွလူမိုက်တို့သည်လူကောင်းကိုရိုက်နှက်တပ်ပုတ်၍လူကောင်းသေရသည်မှာလူကောင်းစိတ်၌ရှိသော
ကြောက်ရွံ့ခြင်းကြောင့်ဖြစ်လေသည်သင်ကလူဆိုးဖြစ်သည်တတ်တက်ဖြတ်တက်ရိုက်နှစ်တက်သူဖြစ်သည်ဟုသောစိတ်သည်တင်ကြို၍ချောက်လန့်ထားပြီးဖြစ်လျာရှုံးပြီးသားဖြစ်၍နေလေသည်တေတစိတ်ချောင်းမြောင်း၍လောက်ကြံခံရလျင်ကခုခံရန်ခဲ့သည်ရင်ဆိုင်တွေ့သည့်အခါများ၌ကလူဆိုးကိုလုံးလုံးကြီးကြောက်เสียမရှိလက်ချက်ဥရာနိုင်သည်ဟုသဘောထားလျင်လူဆိုးကပြန်၍ကြောက်ရွံ့သည်အကြောင်းမူကားလူဆိုးများမှာအခါများစွာလူကောင်းထက်ပို၍ကြောက်တတ်လေသည်လူဆိုးများမှာမတော်တဆတစ်ခုခုကြောင့်နမဲဆိုးရကြပြီလျင်ကြောက်သူတွေကဝိုင်း၍မြောက်ကြသောကြောင့်တိုး၍ခြောက်ကြသည်အချို့လူများမှာစိတ်ဆိုးသည်စိတ်ဆိုးသည့်အခါအကျိုးအကြောင်းကိုမစင်ကြင်တရိษံခွေးကြီးပမာရမ်းတတ်သည်ဤကဲ့သို့သောသူများမှာခဏတာအယူများဖြစ်ကြလေသည်နောက်ဤသောအခါပုံမူကြောက်တတ်လေသည်လူဆိုးလူမိုက်နမဲခံသူတို့အနက်စစ်မြေပြင်၌စွန့်စားဝန်သူနေကြသည်စင်ကျင်စဉ်းစားတတ်သောလူကောင်းများသည်သာလျှင်စစ်တရေများဖြစ်ကြလေသည်စဉ်းစား၍အကြောက်ကိုဖြိုရမည်အရေးပေါ်သည့်အခါတတိမလက်ဖို့လိုသည်ရန်သူကိုတတ်တည်သည့်တိုင်ခုခံနိုင်ကြောင်းကိုအရေးရှိကမမေ့ရပေလူဆိုးတစ်ယောက်ကိုတေးအောင်ခုခံခြင်း၌မင်းပြစ်မင်းတန်မရှိကြတို့ဖြစ်၍လူစုတစ်ယောက်၏စော်ကားခြင်းကိုခံရလျင်အရေးမကြီးလောက်သည့်အခါဖြစ်စေနောင်အရှိအေးဖို့အတွက်ဖြစ်စေတဲကြီးခံအပ်သည့်အခါတဲကြီးခံရမည်ခုခံသည့်အခါ၌ခွေးယူတစ်ကောင်ပဲဟုသဘောထားက၎င်းထက်မြင့်မြတ်သောစိတ်နှင့်၎င်းအားအပြစ်ပေးနိုင်လေသည်တမြောင်နှင့်အတင်းဝင်လာသောလူဆိုးကိုဘဲဒီဂျွန်တလက်ရှိလျင်အတိတတိရှိသောသူသည်ခုခံနိုင်သည်ဒင်းကလူဆိုးငါပြေးမှတော်မီမပြေးလျင်ငါကိုတတ်တော်မီဟုတွေး၍ကြောက်လျင်သေတတ်လေသည်ညအခါတယောက်ထဲသွားရ၌လူဆိုးများလိုက်၍လာလျင်ခုခံမိစိတ်နှင့်ရက်၍စောင့်ကြည့်ကလူဆိုးသည်လိုက်စားကလောက်ရဲတော်မီမဟုတ်ချေပြေးသူကိုလိုက်၍လှုပ်တတ်သည်တကယ်ဟုတ်တတ်ဖို့ရန်ကြံစီမရှိဘဲလျက်လဲလူဆိုးသည်ဟန်နှင့်လိုက်တတ်သည်ဒင်းငါကိုကြောက်ရမည်ငါပစိန်နှင့်လိုက်လျင်ဒင်းပြေးမှာပဲဟုသောစိတ်နှင့်လူဆိုးသည်လိုက်တတ်သည်ထိုအခါကြောက်သူတွေကလောအောင်ပြေးလျင်လူဆိုးမှာကျေနပ်သည်လောအောင်မပြေးနိုင်၍အလက်ခံရလျင်လူဆိုးသည်လိုက်မိသောအရှိန်ဖြင့်သွေးပူ၍အကျိုးအကြောင်းမမြင်ရဲစိတ်ပူမူကဝင်၍တော်၎င်းအများကဲရဲ့ရှုံးရှားကဟန်သမားသူရဲဘောနေသူဟုပြောသည်ကိုခံရမှာစိုးသောကြောင့်၎င်းတပ်ပုတ်တက်လေသည်အဟုတ်တကယ်ခံရမည်သူနှင့်တွေ့သည့်ကာလ၌ကမကြောက်သောလူမိုက်နေပါလေသည်တခါတရံအများနှင့်တယောက်တွေ့တတ်သည်ထိုအခါတယောက်သမားမှာခုခံရန်တာ၍လွယ်သည်အကြောင်းမူကား၎င်း၏ဘက်၌တရားဥပဒေရှိသည်အများစုလာ၍သူတို့၏ရဲရင်ချင်းသည်ကြန့်ခိုင်သောရဲရင်ချင်းမဟုတ်ချေတယောက်ပြေးအကုန်ပြေးတတ်လေသည်ကြားနှင့်တွေ့လေလူသေးတတ်သည်ဟုသောအကြောက်ဆွဲကြီးသောကြောင့်ခုခံရန်တတိမယမပြေးဘဲနေလျင်တေမီဟုသောစိတ်ကကူညီ၍တက်ပြီးဖြစ်နေသည်အလုတ်ကိုင်၎င်းအခက်အခဲများ၌၎င်းထို့အတူဖြစ်၍အကြောက်သည်မှန်ဘလူးပမာအခက်အခဲကိုပုံမို၍ကြီးမားစေသည်အကြောင်းမူကားအကြောက်သည်ကြောက်သူကိုပို၍သေးငယ်သောအဖြစ်သို့ရောက်စေသည်ပြစ်တခါအပြစ်ပေါင်းတို့တွင်စိတ်ပြစ်ခြင်းသည်အဆိုးဆုံးဖြစ်သည်အဘယ်မျှပင်ပစ္စည်းစေကမူစိတ်မပြစ်လျင်ကြောက်เสียမရှိချေနှမျောပူပန်ခြင်းလောက၌မပြစ်မစည်းကုန်ကြသူမရှိအကြောင်းတစ်ခုခုကြောင့်တင့်လျက်ဖြစ်စေမတင့်ဘဲလျက်ဖြစ်စေမတော်တဆဖြစ်စေလူလိမ်၍ဖြစ်စေခိုးဝှက်၍ဖြစ်စေမားရွံ့မှုတစ်ခုခုကြောင့်ဖြစ်စေကုန်ကြဆုံးပါသည့်အခါမကုန်တန်ဘဲကုန်ရလေခြင်းဟုတွေးတောကနှမျောခြင်းသည်စိတ်အားကိုဆွေးရစေသည်လောကမှာမကုန်ကြမဆုံးပါသူမရှိ1000ကုန်လျင်1000ပြန်၍ရအောင်လုပ်ပြမည်ဟုသောစိတ်ကိုထားရမည်ကုန်ကြဆုံးပါခြင်းကြောင့်မခံခြင်း၍ထပ်မံကြိုးစားခြင်းသာဆုံးပါခြင်းမပြုဘဲနေခြင်းထက်ပိုမို၍ကြိုးချိခြင်းဖြစ်စေသည်ပျက်စီးခြင်းတို့သည်လောကဓမ္မတာဖြစ်သည်မပျက်စီးဘဲတသမတ်ထဲတိုးတက်ကြီးပွားသူနေသည်တို့ဖြစ်လျာပျက်စီးခြင်းများကိုကြီးပွားခြင်း၏တော်နှင့်အားစေတိုးတက်ခြင်း၏လေးကျင့်ခန်းများဖြစ်သည်ဟုသဘောထားရမည်တာဝန်ကိုမကြောက်ရတာဝန်ရှိမှပိုမိုတိုးတက်သည်တို့ဖြစ်၍အများအားဖြင့်အိမ်တောင်တည်းဟူသောတာဝန်ရှိသူတို့မှတကူတဲ့နေသူတို့ထက်ကြီးပွားကြလေသည်
အိမ်လာက30ကိုချောင်းသည်ဟုသဘောထား၍နေလျင်တတ္တိအစွမ်းလဲချောင်းလျက်30တန်အိမ်မျိုးနှင့်သာထိုက်တန်သောအခြေ၌အခြေရှည်၍နေတတ်သည်အိမ်လာက90နှင့်နေလျင်90ဝန်းအတွက်ပုံမူ၍ကြိုးစားရသဖြင့်100နှင့်နေနိုင်သောအဆင့်သို့ပင်ရောက်နိုင်လေသည်အလုပ်တစ်ခုကိုဆွဲမြဲ၍တာရှည်စွာလုပ်လျင်ကြီးပွား၍မတိုးချက်လျင်မဖြစ်နိုင်အကြောင်းများကိုပေါ်ပေါက်၍လာရသည်ထိုအကြောင်းများမပေါ်ပေါက်ဘဲမိမိအလုပ်ကိုအတင်းဆွဲ၍မဆန့်အပ်ပေသို့ဆန့်လျင်ပြတ်သက်ပျက်စီး၍သွားတတ်လေသည်အလုပ်ပြစ်မှာကိုတွေး၍မကြောက်နှင့်အပြစ်များခြင်းသည်အတွေ့အကြုံများခြင်းဖြစ်သည်အတွေ့အကြုံများခြင်းသည်ခက်ထန်သောဆရာဖြစ်သည်သို့တော်လည်းထိုဆရာထက်ကောင်းသောဆရာလောကမှာမရှိကြမနာလိုသောစိတ်မခံကျင်သောစိတ်နှင့်မပြန်ရကြီးပွားလိုသောစိတ်နှင့်ပြန်ရမည်ကြီးပွားရေးအလုပ်ကိုပါရမီဖြည့်ခြင်းတစ်မျိုးဟုသဘောထားရမည်အကြောင်းမူကားထိုအလုပ်သည်ဉာဏ်ဝရိယသိခံခြင်းသဘောကြီးခြင်းတို့၏အထွန်ပါရမီကိုတိုးတက်စေသည်ငါကိုမှီ၍အသက်မွေးသူတွေဘဝအဆက်ဆက်များသထက်များနိုင်ပါစေဟုသောစိတ်ကိုထားရမည်ငွေကြေးမြောင်များစွာရခဲ့ခြင်းကိုမိမိတူတဲ့အတွက်ကြောင့်ဟုသဘောမထားအပ်ပေအများအတွက်သဘောထား၍ရှာသူအားကိုညီမိုင်းမသောသဘောတတ်တို့သည်လောကဓာတ်၌ရှိသည်ဟုဟန်နရီဖို့ပြောမှုသည်ပျက်စီးသည့်အခါအကြောင်းကိုသေချာစွာရှာရမည်အများအားဖြင့်စိတ်ကိုဖြေသောအနေဖြင့်ကံကိုအကြောင်းပြုကာဆွဲတတ်ကြသည်ထိုအရေးမျိုး၌မိမိကိုယ်ကိုလှည့်စားခြင်းမပြုရမိမိကိုယ်တိုင်၌အဘယ်ပြည့်ဘယ်ချို့ယွင်းမှုအဘယ်မှားအဘယ်ဆိုးရမှုကြောင့်ပြည့်ရသည်ကိုသေချာဆုံးဖြင့်စစ်ဆေးရမည်စားလို့မကုန်မားလို့ကုန်သည်ဟုသောစကားသည်အများအားဖြင့်မှန်တတ်သည်တို့ဖြစ်၍ကြီးပွားရေး၌တတိသည်ဉာဏ်ထက်ပိုအရေးကြီးသည်အမှားတညာများသောသူမှာလွယ်ကူစွာတတိလက်လေမရှိကြသို့တော်လည်းပဲလောက၌အမှားမရှိအမှားနည်းနိုင်သမျှနည်းအောင်တတိထားဖို့သာရှိလေသည်တတိဉာဏ်အတွက်ကျမ်းမာခြင်းသည်အရေးကြီး၏ဒီနေ့လျင်6နာရီမှ9နာရီထိအိပ်သူမှာအလုတ်ကြောင့်ဘေးမဖြစ်နိုင်စင်စစ်မှာအလုတ်အားကြီးသောကြောင့်ယောဂဖြစ်သည်ဟု၍မရှိစိတ်မချမ်းသာခြင်းကြောင့်သာယောဂဖြစ်တတ်သည်အပြင်းနိုင်စေအလုတ်လို့ရာ၌တေးဆိုရမည်ဟုလေးလိုင်းခေါ်ပညာရှိပြောမှုလေသည်ပြောသောစိတ်သည်ကိုယ်အားစိတ်အားဉာဏ်ဝရိယအားကိုတိုးစေသည်ဝရိယသည်လေ့ကျင့်လျင်တိုးတက်သည်အပြင်းသည်အလုတ်ကိုကြောက်၏အကြောင်းမူကားအလုတ်၏ရန်သူဖြစ်လေသည်အလုတ်၏ရန်သူပင်ဖြစ်တော်လဲအလုတ်ကိုနိုင်သောရန်သူမဟုတ်အလုတ်ကိုကြောက်သောရန်သူဖြစ်လေရာအလုတ်နှင့်တွေ့လျင်အပြင်းသည်အရေးနှိမ့်ရလေသည်ထိုစကားကိုမယုံလျင်အလုတ်မလုတ်ချင်အောင်ပြင်းသည့်အခါအလုတ်ကိုလုံး၍ကြည်လေအလုတ်လုံးမိသည်နှင့်တပြိုင်နက်အပြင်းသည်ပျောက်ကွယ်၍ပြေးရလေသည်၎င်းအပြင်းသည်အပျော်၏ရန်သူဖြစ်လေရာအလုတ်၌အပျော်ကိုစက်ကူသွင်းချေကအပြင်းသည်မှုန့်မှုန့်ကြေရလေသည်တို့ဖြစ်၍အလုတ်ကိုလွန်စွာကြောက်သဖြင့်မလုတ်မိ၌အလုတ်ကိုစ၍မကင်ကျင်သောစိတ်ဖြစ်အောင်အပြင်းကတားမြစ်သည်သို့တော်လည်းပဲအလုတ်မစမီတခဏအတွင်း၌သာ၎င်းအပြင်းမှာတတ္တိရှိလေသည်တို့ဖြစ်၍ပြင်းသည့်အခါအလုတ်ကိုထား၍လုပ်ပါထိုနည်းဖြင့်အပြင်းကိုနိုင်စရှိကဆက်လက်၍နိုင်ရန်လွယ်ကူ၍လာလိမ့်မည်အလင်းစိတ်မျောလင့်ခြင်းကိုအမြဲထားရမည်သက်စေသည်ငါပေါက်လျင်ပိုးစား၍ပစ္စည်းမှာပဲဟုတင်ကြိုမတွေးပဲအမြောက်ထွက်စေလေသည်လောက၌ဖြစ်နေသည်ဟုပုံမို၍မြင်ကြလေသည်ပြည့်၍နေသောအရာတွေနှဲပါလာလေသည်တင်းချိုင်းသည်မျိုးရွာလောက်ဘယ်အခါမျှမကြည့်ချေစိတ်ကိုဘယ်အခါမျှမောမတင်စေရနနက်ခင်း၌အမြဲတည်နေစေရမည်မိမိစိတ်ကိုအမြဲအားပေးစကားပြောရမည်ကူလီကလားများသည်တိတ်ဆိုကာမိမိကိုယ်ကိုအားပေးကြသည်အားပေးနီးစ၍တင်ပေးသောမဲဇလီကူလီကောင်းသည်ပညာရှိသူတစ်ယောက်ဖြစ်သည်သူတို့ဘာကိုပျော်အောင်လုပ်သူတို့သည်ရှေးဥပထမမိမိကိုယ်တိုင်ပြောကြသည်မိမိကိုယ်တိုင်ပျော်အောင်လုပ်ခြင်း၌အဖေပြောဖွယ်ရာရှိရသည်မိုးကိုစိတ်မဆိုးနဲ့လေကိုစိတ်မဆိုးနဲ့ရသမျှကောင်းသည်ဟုသဘောထားပြီးအကောင်းကိုရအောင်ကြိုးစားရမည်မိုးတိမ်ဟူသမျှ၌ငွေရောင်အဆင်မကင်ပါဟူသောအင်္ဂလိပ်စကားရှိသည်အဘယ်မျှပင်ကံကြမ္မာစိုးစေကမူ
ရောက်ရာဖြစ်လျာမျော်လင့်ခြင်း၏အလင်းရောင်ရှိလေသည်အစိုးဟူသမျှ၌အကောင်းကလေးတွေကိုတွေ့နိုင်လေသည်ကျွန်တော်တို့၏အိမ်သား၌မိရထားနှင်း၍ခြေနှစ်ဖက်ပြတ်နေသောခွေးတစ်ကောင်ရှိသည်ဘယ်ခွေးမှ၎င်းကိုရမ်းမရှာအမဲလုံးဆရာနှင့်အခြားခွေးများတွေ့သောအခါ၎င်းမှာလျင်မြန်စွာပြေးလူ၍မစားနိုင်သဖြင့်ချမ်းသာလျက်ရှိနေသည်ကိုမြင်ရသည်မျက်စိမြင်သောသူမှာအတုအပကိုတတ်မှတ်သောစိတ်၏ဒုက္ခယူပါယုံမိ၏ဒုက္ခကင်းနေသည်များစွာသောဒုက္ခတို့မှာကျင်နာသောလောကကြီး၌နေရသဖြင့်ကျမ်းမာပြည့်စုံသောသူတို့ထက်ပိုမို၍စိတ်၏ဒုက္ခရကြလေသည်စက်သားများချီတက်ကြသောအခါအဘယ်အတွက်ဘင်ကိုတီးရသနည်းဥဒုသုံးပါးတွင်ຫນွေဥဒုသည်အသာယာဆုံးဖြစ်သည်ကအလင်းရောင်၏တကူပေသည်ရွှေငွေစိန်ကြောက်တို့မှာအလင်းရောင်ကြောင့်အဖိုးတန်ကြရာအလင်းသည်အပူနှင့်တဘာဝတူသည်အပူဓာတ်သည်အသက်ဓာတ်ဖြစ်သည်လျှက်ဆက်ဓာတ်ဖြစ်လျာလောကဓာတ်တစ်ခုလုံးမှာလျှက်ဆက်ဓာတ်နှင့်ကြောင်မီသွေးရေနံအပူဓာတ်တို့ကျူးလွန်သူပိုမို၍များကြောင်းစကော့တလန်ရဲ့ပလိအရာရှိတယောက်ပြောမှုသည်စိတ်တည်ဟူသောမိုးအုံသည်မှာအဘယ်ပုံဖြစ်မည်နည်း United States နိုင်ငံသမ္မတလင်ကွန်းသည်မိမိ၏စပွဲတောက်၌နောက်ဆုံးပေါ်ရဲရွှင်ဖွယ်ရာစာအုပ်တအုပ်ကိုအမြဲထားသည်ထိုစာအုပ်သည်စိတ်အားစေတောနစ်ဖြစ်သည်လောင်းကျသောတစ်ပင်တို့သည်လှီကင်းကြသလိုလောင်းကျသောစိတ်သည်လှီကင်းသိမ်ဖြင်းလျက်အရေးချင်းတတ္တိရှိတဲ့သလောက်မရှိနိုင်ကြမောင်မဲခေါ်သူသည်အမြဲညှိညူသည်အမြဲစုပူသည်သို့ပါလျက်၎င်းမှာကြီးပွားချမ်းသာ၍နေပါသလားဟူသောစကားမျိုးကိုပြောကြပေလိမ့်မည်မောင်မဲမှာအနှဲငယ်များသောကျွမ်းကျင်မျိုးတဲ့တွေအပါအဝင်ဖြစ်သည်သို့တော်လည်းအကယ်၍မငြီးမညူမဆုမပူစိတ်သဘောကြည်လင်တောက်ပသူဖြစ်ရှိက၎င်းမှာထိုထက်ကြီးပွားနိုင်၍ထိုထက်ကျမ်းမာလျက်ထိုထက်အဆွေခင်မွန်းကောင်းများဖို့ရှိသည်လူတစ်ယောက်ကမိတ်ဆွေတစ်ယောက်အားမင်းတို့အရက်မှာရာသီဥတုဘလို့ရှိသလဲဟုမေးရာမိတ်ဆွေကအင်မတန်ကောင်းသည်ဟုပြန်၍ပြောသည်မေးသူကဘယ်လိုကောင်းသလဲဟုထပ်မေးရာတွင်မိတ်ဆွေကရရှိတဲ့ရာသီဥတုထက်ပိုမို၍ကောင်းနေသည်ကိုဘယ်သူမျှမဖြစ်အောင်မလုံနိုင်သောကြောင့်ဟုပြန်ဖြေသည်သူမှာအလုံ၌စိတ်အားညံအားတိုးတက်လေသည်အလုံမှာအိမ်သို့ပြန်သည့်အခါရေမှတက်သောရွှေငန်းပမာအလုတ်ဒီဟုသောစိုးစွတ်ချင်းကိုတစ်စက်တစ်ပေါက်မပါအောင်လှုပ်ခါ၍ချခဲ့သည်သို့မှသာနောက်တစ်နေ့အလုတ်ဝင်သောအခါအလုတ်ညံသက်လွင်လက်ဆက်နိုင်လေသည်အတွေ့အားညံအားကြီးလျင်ဝေဖန်တတ်လေသည်ပြုံးရွှင်သောမျက်နှာနှင့်ကျင်နာသောစကားသည်သင်္ဘောကိုစိတ်ကန်းသို့ပို့သောလေနှင့်တူသည်မတာမကြည်မှိုင်တွေခြင်းသည်သင်္ဘောကိုဖြစ်မိမုန်တိုင်း၏နမိတ်ကိုစောင်းသည်အလုတ်ကိုကစားသလိုလုပ်ရမည်သို့သောတကယ်ကစားခြင်းချန်ပီယံရအောင်ကစားခြင်းဖြစ်စေရမည်ဤကမ္ဘာမြေကြီးသည်ရတနာတိုက်ကြီးဖြစ်သည်မိုးကြအခါမှုန်နှုတ်ရန်သွားသူများကဲ့သို့အလုတ်တို့ပျော်ရွှင်စွာသွားရမည်ဈေးကွက်ခေါ်သူသည်အကြိမ်ကြိမ်မီလနာတထေးကြီးဖြစ်၍အကြိမ်ကြိမ်မွဲခဲ့သည်အသက်50မှာအကြီးအကျယ်တပြားမကြံမွဲပြီးနောက်တဖန်ပြန်၍မီလနာဖြစ်ခဲ့သည်ပျက်စီးခြင်းကြောင့်ဝမ်းမနေအသက်ထူထောင်ရန်ကြီးလေးသောဝင်ကိုမကြောက်အပြုံးရမပြတ်သောကြောင့်ဖြစ်လေသည်၎င်းစိတ်မှာပျက်စီးခြင်း၏အမှောင်မရှိအမြဲအားဖြင့်မျော်လင့်ခြင်းရောင်ကြီးဖြင့်လင်း၍နေသည်ဟုကိုယ်တိုင်ပြောမှုလေသည်မိုးသောရာသီများ၌မိမိကိုယ်ကိုတတ်သူရာဇဝတ်မှုပစ္စည်းမှောင်ကျခြင်း၏အကြား၌ပျော်သောစိတ်သည်ထိုပစ္စည်းသောမှောင်ထဲမှထွက်ရလန်းကိုမြင်ပေသည်ပစ္စည်းမှောင်ကျခြင်း၌ညှဉ်းနှွမ်းသောစိတ်သည်ထွက်ပေါက်ကိုမပြယုံမကမှောင်ကိုတိုး၍ထူထဲစေလျက်ဘေးရန်တရကိုပင်တိုက်မိတိုးမိစေလိမ့်မည်လိမ္မာသောဆေးစရာသည်ပြုံးလျက်ဆေးကူ၏ဆေးစရာတစ်ချက်ပြုံးခြင်းသည်ဆေးခါများစွာတိုက်ခြင်းထက်ပိုမို၍တတ္တိကောင်းနိုင်လေသည်စိတ်ညစ်စကားညှီးတွားညှိုညင်မှုပူပန်မှုတို့၏စကားကိုနားမထောင်နှင့်၎င်းလူမျိုးကိုအမြဲရှောင်ရမည်အကြောင်းမူကား၎င်း၏အပြစ်တက်သည်ယောဂဆုပမာကူးဆက်တတ်သည်လူတစုမှာကြီးစွာအခက်အခဲနှင့်တွေ့၍နေသည့်အခါတယောက်ယောက်ကဒေါမှန်ပါနှင့်တခါအားတက်ဖွယ်ရာအမူအရာနှင့်စား၍လှုပ်လျင်စိတ်အားလုံးတက်ကြွလာကတစ်ချိန်တည်းအောင်မြင်တတ်သည်
ရေမောစုညံကစားသောကလေးများအားချင်းချောက်ခြင်းမပြုအပ်ပေကလေးများအတွက်၎င်းတို့၏ရေမောခြင်းသည်အကောင်းဆုံးသောတငယ်နာစိတ်ဖြစ်သည်စိတ်ညစ်စရာကိုပြောခြင်းညှိတွားခြင်းသည်ကစိတ်၏တတ္တိကိုလောင်သွင်း၍ပြစ်ခြင်းနှင့်တူလေသည်အချိန်ကိုအချိန်နှင့်လှုပ်၍စိတ်အလုံး၌သာထားလေအလုတ်ကြောင့်စိတ်မှာဝင်မလေးစေရအလုတ်စိတ်ကြောင့်အမြဲဝင်လေးနေလေကြီးပွားမည်မဟုတ်အလုတ်ကိုမကြောက်သောကြောင့်ယခုလောက်ကြီးကြီးကျယ်ကျယ်မိုးကိုပင်ပြန်၍နေကြသည်တို့ဖြစ်၍အပူအလင်းနှင့်တဘာဝတူသောစိတ်နှလုံးရှင်ပြခြင်းသည်ကြီးပွားအောင်မြင်ခြင်း၏အကြီးဆုံးလက်နက်ဖြစ်သည်ဟုနှလုံးသွင်းအပ်ပေသည်ကြိုးစားပညာကိုလိုလျင်ကြိုးစားရမည်ဥစ္စာကိုလိုလျင်ကြိုးစားရ၏ပျော်ရွှင်ခြင်းကိုလိုလျင်ကြိုးစားရ၏လောက၌ကြီးကျယ်သောအရာဟုသမျှကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာရသည်အလုတ်ကိုအပျော်နှင့်ကပ်နိုင်သမျှနီးနိုင်သမျှတွဲနိုင်သမျှတွဲရမည်ဉာဏ်အဘယ်မျှပင်ကောင်းစေကမူဝရိယရှိသူ၏အောက်သို့ရောက်ရလေသည်ဝရိယရှိသူသည်အများမသိသောအရာတွေကိုအတွေ့အမြင်များခြင်းဖြင့်သိသည်ပညာဉာဏ်သေးတော်လည်းပဲအလုတ်ကိုတွင်တွင်လုံးနိုင်သူတို့မှာအလုတ်၌တွေးကြုံရသောလက်တွေ့အသိများခြင်းကြောင့်ပညာဉာဏ်သမားကိုပင်သင်ပြနိုင်လေသည်ဝရိယသည်စိတ်အားတကူကိုတိုးတက်ကြီးမားစေ၍အလုတ်လုတ်သူဝရိယရှိသူကိုမြင်သမျှလူတိုင်းလေးစားကြည်ညိုခံကြရသည်ဤလောကဓာတ်တစ်ခုလုံးသည်လည်းလဲပတ်လျက်စရန်တရားလိုလုံး၍နေရသောအထက်တွင်ပြင်းသောသူမှာလောကဓာတ်စစ်ကြီးကိုအသွားထက်ငော့အောင်လှုပ်သောအပိုအနှောက်အယှက်ဖြစ်လျာမျက်တပင်လောက်မှအဖို့မတန်ပိုဖြစ်၍လောကဓာတ်၏ကြိတ်ရှိခြင်းကိုခံရသည်လောကဓာတ်၌အငယ်ဆုံးသောအနုမြူမှအကြီးဆုံးသောနေမင်းအထိဆိုင်ရာအလုပ်ကိုလုပ်ရသည်ပြင်းသောသူမှာအလုပ်မလုပ်သောတရိษံ၏အဆင့်အတန်းသို့ရောက်သူဖြစ်လျာအဘယ်မှာအလင်းကြက်သည်ရှိပါအံ့နီရာဇဝင်၌ထူးချွန်ကြော်ကြားသူများသည်အလုလုသူများဖြစ်ကြလေသည်စာရေးဆရာပကြီးဆရာအဘယ်မျှတော်စေကမူများစွာရေးမှတကယ်ကြော်ကြားလေသည်စာတပုတ်ကောင်းနှင့်ကြော်ကြားသူနှဲပါလေသည်ထို့ပြင်၎င်းတို့မှာအများအပြားရေးလျင်ကောင်းမည်မကောင်းမည်မသိရသဖြင့်၎င်းတို့၏တတ္တိကုံမှာကြော်ကြားခြင်းပင်ဖြစ်စေကမူခိုင်လွန်ခြင်းမရှိကြကဘာကျော်သောစာရေးဆရာကြီးများသည်ပေါ်ပေါ်မရေးကြဝတ္ထုတစ်ပုဒ်ကို6နှစ်9နှစ်ရေးကြသူများရှိသည်ဝရိယနှင့်စွဲမြဲလောက်ကင်သူ၏ရှေ့၌အရှုပ်အခက်တွေအလိုလိုရှင်းရလေသည်ဝရိယသည်ကြောက်တောင်ကိုဖြူ၍ကြောက်တောင်ကိုဖြစ်စေသည်ဒီမွန်စတီနက်ခေါ်စာရေးဆရာသည်ထက်အသူဖြစ်လျက်အားတိုင်းစာရေးခြင်းကြောင့်ရာဇဝင်တွင်ခဲ့သည်ဂျိမ်းစ်ဘွန်ခေါ်ရာဇဝင်ဆရာကြီးသည်ယောမတိုင်းပျက်စီးခြင်းရာဇဝင်ကိုနှစ်ပေါင်းအစိတ်ကြာရှည်စွာရေးခဲ့လေသည်အလုတ်ခက်အားရှုပ်အားကြီးလျင်တွင်လှုပ်ရှင်းလိမ့်မည်အလုတ်ကိုတွေး၍မနေနဲ့ရှာလက်စ်ဘရွန်တီခေါ်စာရေးဆရာသည်စကားတစ်လုံးကိုတနာရီကြာကြံ၍ရေးတတ်သည်ပုတ်ခေါ်လင်္ကာဆရာကြီးသည်စာလေးနှစ်ပိုက်ကိုတစ်နေ့လုံးရေးသည်ပလေတိုခေါ်ဂရိပညာရှင်ကြီးသည် Republic ခေါ်စာအုပ်၏ပထမစာပိုက်ကိုတစ်မျိုးပြောင်းလဲရေးပြီးမှကျေနပ်သည် Gray သည်စာတိုလေးတစ်ပုဒ်ကိုတစ်လရေးသည် Brian သည်တာနာတောက်ဆော်စာအုပ်ကိုအကြိမ်တရာရေးသည်ရှင်ဗုဒ္ဓဂေါသသည်ဝိတုဒ္ဓိမတ်ကိုတညအတွင်းနှစ်ကြိမ်ထပ်၍ရေးခဲ့သည်အလက်ဇန်ဒါဟဲမီလတန်ခေါ်သူကမိမိ၏အောင်မြင်ခြင်းများသည်ဉာဏ်ကြောင့်မဟုတ်ဝရိယကြောင့်ဖြစ်သည်ဟုပြောဘူးလေသည်ဝက်စတာခေါ်ပညာရှိကြီးကမိမိလုပ်ရမရသောအစာကိုတစ်ကြိမ်တစ်ခါမျှမစားခဲ့ဘူးဟုပြောသည်သို့တော်လည်းပဲအကျင့်ရ၍မိမိနှင့်တင့်လျော်သက်ဆိုင်သောအလုပ်ကိုလုပ်ရသောအခါအလုပ်သည်ဝင်မလေးယုံမျှမကပျော်စရာကြီးဖြစ်ကြောင်းအမှတ်ချုပ်ကြီးဂလက်စတုန်းကိုယ်တိုင်ပြောဘူးလေသည်အကြံရကြက်လျက်နေလျင်အလုတ်ကညံကိုပွင့်စေသည်အာဗီစင်ခေါ်ကဘာကျော်လောကရက်ဆရာကြီးသည်အလကားတနေ့မျှအားလက်စွာမနေခဲ့ချေအလုတ်သည်ဆရာကောင်းဖြစ်သည်အလုတ်မှထွက်သောလက်တွေ့ပညာအသိအလိမ္မာတို့သည်လောကကြီးတစ်ခုလုံးကိုယခုကဲ့သို့ကြီးကျယ်၍နေစေသည်အလုတ်လုချင်းသည်ဥစ္စာကိုတူးဖော်သည်မျှမကအသိပညာကိုလည်းတူးဖော်သောအရာဖြစ်သည်အလုတ်
အလေးအကျင့်ရသောအခါမပြင်းယုံမကအလုတ်ဆွဲပြီးအလုတ်မလုတ်ဖဲနေ၍ရမည်မဟုတ်ချေထို့ပြင်အလုတ်ထားမြတော့မီရှိသည့်အခါတိုး၍ပြောသည်ပြည်စည်းအောင်မြင်သည့်အခါပျော်ရွှင်ချမ်းမြေ့ခြင်းမှာအထူးပြောဖွယ်ရာမရှိကျောင်းပိတ်ရရသောကျောင်းသားလူငယ်၏အပျော်ထက်ပိုမို၍ကြီးကြောင်းနှင့်ပညာရှိတယောက်ကပြောဘူးသည်အလုတ်သည်အိဆာတရလက်နှင့်ဖြစ်လေရာပြင်းရည်သူတို့မှာခဏလေးကျင့်ခြင်းဖြင့်ထိုလက်နက်ကိုရနိုင်ဖို့ရှိသည်ကိုထောက်လိုက်လျင်ပြင်းရည်၍အလုတ်မလုတ်လိုသူရရှိဖို့ရန်ပင်ခက်လေသည်ပြင်း၍အလုတ်မလုတ်လိုသောသူများသည်အလုတ်၏အဖိုးတန်ခြင်းအကြောင်းကိုမစင်စားသောကြောင့်ဖြစ်လေရာစဉ်းစားခြင်းဖြင့်အပြင်းကိုနိုင်ကြလေသည်ထို့အပြင်အထက်ဖော်ပြခဲ့သည့်အရာအပြင်းသည်မလုံမီတခဏမှားသာရှိလေရာခဏလေးအချိန်သာပြင်းတာပဲလုံမိလင်ပြက်မှာပဲဟုတွေးကာထိုတခဏအပြင်းလေးတစ်ထက်ကိုကြော်နိုင်ယုံကြိုးစားအပ်ခြင်းသည်ခက်ခဲသောအလုပ်မဟုတ်ကြောင်းစဉ်းစားအပ်လေသည်နပိုလီယန်သည်ဝါတာလူးစစ်ပွဲမတိုင်မီ18နာရီပတ်လုံးမစားမအိပ်စွတ်ဆူပေရည်သောအဝတ်များကိုလည်းမချော့အေးသောကိုနွေးအောင်မီးတော်မှမလုံးပဲနေလေသည်အလုတ်မှန်ကဂုံရှိသည်သိန်းတို့သောကြောင့်ရှက်ဖို့မလိုပေသေးခြင်းသည်ကြီးခြင်း၏မိဘဖြစ်သည်အကြောင်းမူကားအသေးမှအကြီးထွက်ပေါ်ရသည်နာလျင်တန်ကြေးတက်သည်ဟုဂျာမန်စကားပုံရှိလေသည်အင်္ဂလန်ပြည်၌1956ခုနှစ်တွင်ပြင်းရည်သူများကိုကျိန်တံပေး၍ဒုတိယပြစ်မှုမှာကျိန်တံပေးပြီးနရွက်ပေါ်အပိုင်းကိုဖျက်သည်တတိယပြစ်မှုမှာထောင်ဒဏ်စတုတ္ထပြစ်မှုမှာတေးတံဖြစ်သည်ထို့အပြင်ရခင်အထက်မှာကပထမမှာမှတ်တမ်းတင်သည်ဒုတိယမှာလက်ကိုမီးရှို့သည်တတိယမှာတပ်၍ဖြစ်သည်ပြင်းရည်သူသည်ရှင်သောလောကရတစ်ခုလုံး၌အသေးနှင့်တူသည်တို့ဖြစ်၍အလိုလိုမှဖြစ်မည်ဟုသောစကားကိုဆွဲဆွဲမြဲမြဲစိတ်၌ဆောင်၍ထားပေသည်လောက၌မလုံဖဲဖြစ်သောအရာမရှိချေရိုးဖြောင့်ခြင်းဝရိယနှင့်အလားတူအရေးကြီးသောအရာသည်ရိုးဖြောင့်ခြင်းဖြောင့်မတ်တည်ကြည်ခြင်းစကားမှန်ခြင်းတို့ဖြစ်လေရာအများအားဖြင့်စကားမမှန်ဂတိပြတ်သောဤခေတ်ကြီး၌အဟုတ်တကယ်စကားမှန်သူတယောက်ပေါ်ပေါက်ချေကအဘယ်မျှပင်ငယ်ရွယ်နုနယ်သူဖြစ်စေကမူအကြီးဆုံးဆိုသည့်ပုဂ္ဂိုလ်ကြီးပင်လေးစားဂရုမပြုဘဲနေနိုင်ကြမည်မဟုတ်ချေအသေးအဖွဲလေးများ၌မှန်ကန်မှအကြီးအကျယ်မှန်ကန်လေသည်အများအားဖြင့်အသေးအဖွဲများ၌မမှန်မကန်တတ်ကြသဖြင့်တစတစအကြီးအကျယ်များသို့ရောက်ကြလျက်ဂုဏ်သတင်းနမယ်ပြကြရသည်ယခုအခက်အခါ၌ငွေကိုချေးလျင်စာမချုပ်ကအဆုံးများသည်လိမ္မာလျင်ကိုဖို့ဟုသောစကားအထူးတွင်ကျဲ၍နေလေရာမင်းပြစ်မင်းတန်နှင့်အရှက်ကွဲလောက်သောအမှုများကင်းလောက်ယုံမျှသာမှန်ကန်ကြသည်အရှက်ကွဲလောက်အောင်အပြစ်မသင့်လောက်သည့်အခါမယိုးသူများကြလေသည်အချို့မှာမိမိကိုခိုင်းစေသူတူအပေါ်၌သာအရှိစားလမ်းကိုကြည့်၍ယိုးကြသည်အခြား၌လွန်စွာကြောက်မဲ့ဖွယ်ရာကောင်းလေသည်ယခုခက်မယိုးသားသောသူများခြင်းမှာတရားရုံးများကစသည်ကျမ်းကိုသုံးလျက်ငွေများလျင်တရားအောင်သောခက်မူသားတက်သေးခက်တရားသူကြီးများလက်စားသေးသည့်ခက်ဖြစ်လေရာနောက်အတန်ကြာလျင်မယိုးသောသူများမှာလူကုန်တန်ကြီးများဖြစ်သောအခါကြီးသို့ရောက်၍လာမှပင်စိုးရင်ရသည်စကားမတီးခြင်းမှမူပြောစရာမရှိချေ။လက်ပြန်ကကျုပ်လာပေးပါမယ်ဟုသောစကားများသည်မဖြစ်နိုင်သောစကားမျိုးဖြစ်၍နေသည်။သို့ဖြစ်သောကြောင့်ဖြစ်မြန်ပြည့်မြန်သည်မှာမျက်မြင်ဖြစ်လေရာမယိုးသားသမျှဘယ်အခါမျှအရှိသဖြင့်မကြီးပွားနိုင်ကြောင်းပုံသည်မှတ်ယူအပ်ပေသည်။ယခုခေတ်၌နမယ်ထင်ရှား၍လူကောင်းဟုအထင်ခံရသည့်ဘွယ်တူးနမယ်ရထားသူများထဲမှပင်တသက်စာရလျင်လိန်အပ်သည်လိန်ကောင်းသည်အကြောင်းကိုဆိုလျင်လူရိုးမရှိသင်္ချိုင်းမှသာရှိသည်ဟုတွေးမှတ်သူတွေရှိကြသည်ကရုံးပေါ်မှာယခုအခါထိတ်ကွက်လျင်ကဲ့ရဲ့ပြစ်တင်ဖို့မလိုဟုအတီလင်းပြောသူများရှိကြလေရာအမှုမှန်ကအလိန်နှင့်ကင်းဖို့ရန်များစွာခက်သည်ထိုခမျိုး၌ပေါ်ပေါသောလူရိုးလူဖြောင့်သည်အဟုတ်မှန်အဖိုးထိုက်တန်ထူးမြတ်သောပုဂ္ဂိုလ်ဖြစ်နိုင်လေသည်ဖျားတရားလွန်စွာကြီးညိုဟန်ရှိသူအခြားသူမယိုးသားကြောင်းပြောတတ်သူတို့သည်လည်းအယုံကြည်မရှိအပ်ပေယခုခေတ်ကာလဘယ်အလုပ်ကိုမျှပိုင်နိုင်ခိုင်လွန်စွာချော့လို့ခြင်းမရှိဘဲမလုပ်အပ်ပေ
ဆွေမျိုးညာတိအဆွေခင်မွန်းဖြစ်သောကြောင့်လည်းမယုံအပ်ပေယုံတတ်လျင်မကြီးပွားနိုင်မြန်ကြီးပစ္စည်းယုံမျှမကလူမိုက်လူအလူနှုံဟုပြောခြင်းကိုပင်ခံရဖို့ရှိသည်လိန်လေသူများမှာကပြောင်လက်နေနိုင်၍မင်းပြစ်မင်းတန်မသိမ့်သမျှမင်းမြောက်ခြင်းကိုပင်ခံရသောခက်ကြီးဖြစ်လျာရိုးဖြောင့်စွာကြီးပွားလူသူတို့မှာလူလိန်ဤရန်သည်အရေးကြီးဆုံးဖြစ်သည်ရိုးဖြောင့်သောသူသည်ရိုးဖြောင့်ခြင်း၌အကျိုးစီးပွားမျှော်လင့်ရန်မရှိရိုးဖြောင့်ခြင်းဖြင့်တစုံတရာရဖို့မရှိရိုးဖြောင့်ခြင်းကြောင့်အမှန်ချမ်းသာကြီးပွားမည်ဟုလည်းမဆိုနိုင်ရိုးဖြောင့်လျက်ဆင်းရဲ၍နေသူတွေများစွာရှိကြသည်သို့ပါလျက်ရိုးဖြောင့်ခြင်းကိုအဘယ်အတွက်လိုလားအပ်သနည်းဟုမေးဖွယ်ရာရှိသည်ရိုးဖြောင့်ခြင်းကြောင့်ဥစ္စာရမည်ဟုမပြောနိုင်တော့လဲမရိုးဖြောင့်လျင်ပစ္စည်းတက်လေသည်ထို့ပြင်မှတပါးလဲရိုးဖြောင့်ခြင်းသည်သစ္စာမှန်ခြင်းဖြစ်၍အလွန်ချစ်စရာကောင်းလျက်အခါများစွာစွန့်စားရသောကိုကျင့်တရားကြီးဖြစ်လျာလွန်စွာမြင့်မြတ်သောကြောင့်မည်သူမဆိုရိုးဖြောင့်မှန်ကန်ခြင်းရှိအောင်ကြိုးစားအပ်သည်ထိုမြလောက်ချစ်ဖွယ်ကောင်းသောကိုကျင့်တရားကြီးသည်အထူးလိုချင်တက်မှတ်ဖွယ်ရာမကောင်းပါလောလူငယ်တယောက်မှာအင်ဂျီအနာပတ်ထဲတွင်ငွေစစ်ကူတရားတန်ကိုထည့်၍ချုပ်ထားပြီးနောက်ထိုငွေနှင့်ခရီးသွားရာခရီးအကြား၌လူဆိုးများနှင့်တွေ့၍လူဆိုးများကငွေပါသလားဟုမေးရာအင်ဂျီအနာပတ်ကြား၌ပါကြောင်းကိုပြောသည်ဓမြများကမင်းမပြောရင်ငါတို့ရဖို့မရှိအဘယ်အတွက်ပြောသလဲဟုမေးရာကျွန်တော်အမေကမူသားမပြောရလို့ပြောထားပါတယ်ဟုပြန်ပြောသဖြင့်ဓမြများသည်ရိုးသောဂုံကြောင့်ချစ်ကြတနာကြလျက်ငွေကိုပြန်၍ပေးလိုက်သည်ကလေးတယောက်မှာအများမပေါင်းတတ်သောစာလုံးပေါင်းကိုနှုတ်ဖြင့်ဆို၍ပေါင်းသဖြင့်နားကြားလွယ်သောဆရာကမှန်သည်ဟုပြောပြီးအတန်ထိတ်မှတင်လိုက်ပြီးနောက်ထိုစာလုံးပေါင်းကိုအခြားကလေးများမှတ်ကြရအောင်သင်ပုံးကြီး၌ပြသည်ထိုအခါကလေးကဒီလိုဖြင့်ကျွန်တော်ပေါင်းတာမှားနေပြီဆရာနားကြားလွဲလို့ပါဟုပြောကာမိမိမှားသောအပေါင်းကိုပေါင်းဆိုပြပြီးတန်းထိတ်မှမိမိနှိမ်သောမူလနေရာသို့ပြန်၍ဆင်းသည်ကုန်သည်တယောက်သည်ရွာ၌ဆိုင်ဖွင့်ရာရွာ၌အကြီးဆုံးလူတယောက်ကပစ္စည်းများကိုလာ၍အကျွေးဝယ်ပြီးနောက်တစ်နေ့အကျွေးလာ၍ပေးသောအခါငွေကိုပို၍ပေးသည်ဆိုင်ရှင်ကငွေများကိုရေတွက်ပြီးပိုသောငွေကိုပြန်၍ပေးလိုက်ရာတရွာလုံးကြော်ကြား၍၎င်းဆိုင်မှာဝယ်ကြသဖြင့်ချမ်းသာမှုသည် United States နိုင်ငံသား Ernest Evie ခေါ်သူသည်မဲဆန္ဒကိုဝယ်လျက်ဧကန်သမ္မတဖြစ်မည်ကိုသိပါလျက်မဝယ်ဘဲနေခဲ့မှုသည် United States နိုင်ငံသမ္မတလင်ကွန်းသည်ရှင်းနေဖြစ်စဉ်ကမမှန်ဟုမိမိယုံကြည်သောအများဘက်မှဘယ်အခါမျှမလိုက်ခဲ့ဘူးကြီးမိမိအားယုံကြည်အနှံ့သောငွေများကိုလွန်စွာဆင်းရဲစဉ်အခါကပင်ခက်တလက်သုံးသည်ဟုသဘောထားကာမသုံးခဲ့ကြနယူးယောက်သတင်းစာတိုက်ရှင်မစ္စတာဂျုံအားထရီယန်ခေါ်လူလင်အသင်းကြီး၏ကြီးကျယ်သောအလိန်တစ်ခုကိုသတင်းစာ၌ဖော်၍မရေးပါနှင့်ဟုတောင်းပန်ကာဒေါ်လာ1 သန်းပေးကြရာမယူဘဲဖော်၍ရေးလိုက်သဖြင့်လူလိမ်များပြင်းထန်ခံကြရသည် Honest Evie ခေါ်နိုင်ငံကျော်လူရိုးကြီးသည်မိမိဆိုင်၌ဆင်းရဲသောဖောက်သည်မိန်းမကြီးတယောက်ကိုအံ့ရာမှားပြီးငွေကိုထားခဲ့သဖြင့်6 မိုင်ခီးကိုရှည်ကျင်သွား၍ကြံရသောငွေကိုပြန်အမ်းခဲ့လေသည်ထိုနမူနာတို့သည်မှတ်စရာကောင်းသည့်ထက်များစွာပို၍လိုက်နာတုပရန်ကောင်းလေသည်ဆွဲသောအကျင့်အခါများစွာလူတို့သည်တိုးတက်ကြီးပွားခြင်းသောစိတ်ရှိလျက်ထိုတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဖို့ရန်မေ့တဲ့ကဲ့သို့ရှိနေကြတဲ့ကဲ့သို့ရှိသည်မိမိတို့လုံမြဲသွားမြဲလာမြဲနီးလန်းများကိုပြုပြင်ကာအသက်ဖြစ်သောနီးလန်းဖြင့်တကယ်တိုးတက်အောင်ထိထိရောက်ရောက်စ၍မလုပ်လုံမှာပဲလုံမယ်လေဒီလိုကြီးနေမယ်ထင်သလားကြည်နေပါဟုသောပြောဖို့မျိုးကဲ့သို့စိတ်ကိုထားကာအမတ်မဲ့နေတတ်ကြသည်ကြီးပွားတိုးတက်ခြင်းအလုပ်ကိုတကယ်စ၍လုပ်ဖို့ရန်တခုခုလုံနေသလိုလိုဒူသောအရာလေးလိုသောအလုပ်ကလေးမကြမီရရှိဖြစ်မြောက်တော့မလို့လိုနေတတ်ကြသဖြင့်တလားပြီးတလားတစ်နှစ်ပြီးတစ်နှစ်လွန်ကြလေသည်ငါဟာတလားကြာလဲဒီလို2 လကြာလဲဒီလိုပါလားဘဲအတွက်ပါလိမ့်မလဲပြောင်းလဲခြင်းတစ်ခုခုလုံးမပဲအဘယ်ကျင့်ကိုငါ၌ပြုပြင်ဖျောက်ဖျက်ရမလဲဒီကစမှာပဲ
ဒီအကျင့်ကိုယခုဖြောက်မှဖြစ်မယ်ယခုမှစ၍ကြံယခုမှစ၍လှုပ်ယခုမှစ၍ပြုပြင်တခုခုပေါ်လာမလို့အထင်နဲ့စောင့်မျှော်၍မနေနဲ့ရှေးလာကြလျင်ဘယ်အလုတ်ကဘယ်အပုံနေရာကြမယ်ဘယ်သူထံမှဘယ်မျှရမယ်ထိုအခါဘာကလေးတော့စလို့မှာပဲဟူသောစိတ်ကိုပေါ့ထားပြီးသွားမြဲစားမြဲစားအိမ်မြဲအိတ်အမှတ်မဲ့နေကြလျက်ကြီးပွားရေးလက်၌မကောင်းဆိုးဝါးစိတ်တပတ်ရိုက်လှည့်စားခြင်းကိုခံရသောသူတွေများကြသည်တို့အတွက်တကယ်ကြီးပွားလို့လေချက်ချင်းတကယ်တခုခုကိုစ၍လုပ်လေဤလိုမနေခြင်းလျင်ဤလိုမလုပ်နဲ့ဤလိုနေဤလိုသေးရမည်မကောင်းသောအလေးကျင့်များ၌လည်းဤနိတူနေတတ်သည်ငါဘယ်တော့မှမပြည့်စည်နိုင်ဘူးငါလိမ္မာတယ်ငါကိုငါနင့်နာမခံဘူးငါဘယ်နည်းနဲ့မဆိုမကြမီပြုပြင်မည်ဟူ၍သာအောက်မေ့ကတေသည့်တိုင်အောင်မပြုပြင်ပဲမိမော၍အစဆုံးသောသူတွေလည်းများစွာရှိကြလေသည်ထိုကဲ့သို့ဖြစ်ခြင်းသည်နေပုံထိုင်ပုံစိတ်ထားပုံတို့၏အလေးကျင့်ဆွဲကြောင့်ဖြစ်လေရာကြားလေလေအပြောင်းလဲခက်လေလေဖြစ်တတ်သည်ကောင်းသောအလုပ်များ၌ထိုကဲ့သို့ဆွဲအောင်ကျင့်လင်လည်းဖြစ်နိုင်ကြောင်းညအခါတိုင်းဖျားမရှိခိုးပဲမအိပ်နိုင်သောသူတို့ကိုကြည်ပါလေအမြဲရိုးဖြောင့်သူမှာမူသားပြောခြင်းလိန်ကောက်ခြင်းအလုပ်ကိုလုပ်ဖို့ရန်များစွာခဲ့သည်ဒိုနည်းဖြင့်မကောင်းသောအစွဲကိုပြတ်စေ၍အကောင်း၌ဆွဲအောင်မည်သူမဆိုလေးကျင့်ခြင်းဖြင့်ဖြစ်မြောက်အောင်မြင်နိုင်သည်မကောင်းသောအကျင့်ဆိုးတို့မှာအသေးအဖွဲလေးများမှတစအရက်မာကြီးဖြစ်အောင်ဆွဲတတ်သည်ကိုသတိပြုသင်ကြသည်ဤများလေးနဲ့ကိစ္စမရှိတော့ပါဘူးဟူသောစိတ်မျိုးနှင့်သေးငယ်သောမကောင်းမှုကိုမပြုပါလိမ့်နဲ့မကောင်းသောအကျင့်ဆိုးတို့ကိုလွယ်ကူစွာခုခံညှင်းဆန်၍မရအထက်ဖော်ပြခဲ့သည့်ဤအတိုင်းကောက်သောဖီလာစိတ်ကိုအမြဲထားကာအိပ်ပျော်သည့်တိုင်အကျင့်ဆိုးနှင့်ဖီလာဖြစ်သောအကျင့်ကောင်းတစ်ခုမိမိ၌ရှိသည်ဟုထင်မိကြခြင်းမကောင်းသောလမ်းသို့မရောက်စေအောင်ဆွဲတားနိုင်သောအခြားပြောစရာဖြစ်သောအလုတ်ကောင်းတို့ဖြင့်မိမိကိုယ်ကိုသွေးဆောင်အပ်ခြင်းမကောင်းမှုကိုပို့သောနီးလန်းအပေါင်းဖော်တို့ကိုရှောင်ကျဉ်ခြင်းစသည့်ဤတို့ကိုအသုံးပြုရလေသည်အသေးအဖွဲလေးများ၌ပေါ်ရော့ခြင်းသည်ကြီးကျယ်သောအရာတို့ကိုဖြစ်စေသည်ဆန်ဖရန်စစ္စကိုမြို့၌ဇင်းကန်စေးတယောက်လက်ဖေးတောက်ရာနီး၌ဇင်းစာအုပ်ဖွင့်၍နေသဖြင့်ဇင်းစာအုပ်ပေါ်သို့တကြားလေးတစ်ပွင့်ကျသွားလေသည်စာအုပ်ကိုပိတ်လိုက်သောအခါတကြားကိုလာ၍စားသောရင်ကောင်ကိုမိလေသည်ဒုနေ့မှစ၍တလပတ်လုံးစရင်ကို balance လုံးချိန်မရ၍တထိုင်လုံးတထေးရောမန်နေဂျာရောဆိုင်ရာစင်းအရာရှိတွေရောတောင်းချရိုက်၍နေကြသည်စင်းကန်စေးမှာစရင်ချိန်၍မရအထက်ရှင်းရသဖြင့်ဦးနှောက်ပြက်ကာအယူထောင်သို့သွားရခမှန်းဖြစ်လေနေလေသည်အကြောင်းမူကားစရင်၌ပါသောငွေ9000ပျောက်၍နေလေသည်နောက်ဆုံးကြမှငွေ1000တွင်တုံညတစ်လုံးမှာအမီးပေါက်ပြီးကိုကနန်းဖြစ်၍နေသည်ကိုတွေ့ရသည်အမီးမှာလက်ကင်ပေါ်နှင့်ပုတ်ခတ်ပုတ်မိသဖြင့်ပြုတ်၍သွားကာမှညက်မိ၍အနှိမ့်ဆရောက်ရရှာသည်ရင်ကောင်ဤရှေးတစ်ချောင်းဖြစ်ကြောင်းသိရသည်ဤကားအသေးဖွဲမြ၌မပေါ့အကြောင်းသက်သေပေသည်